န်းနေပြီလားမလိုက်ကားကရောက်တော့မှာပါဟာတိခံထားလိုက်အောင်နော်အဖေမမ်းမဟုတ်တော့ကျုပ်ကတော့လေရဟန်းမကြီးဖြစ်တော့မှမဟုတ်လားမသိဘူးတော့ပီတီဖြစ်လိုက်ရတာလေလောကကြီးမှာကျုပ်တော့ပြောမဲ့သူရှိပါအောင်မလားမသိဘူးတော့ငါလည်းဘာထူးလို့လဲဟာတားကြီးမွေးပြီးကြတဲ့တားလေးတွေကိုရှင်ပြုတ်ပြီးတာသနာမောင်တို့သွင်းပေးဖို့စူးစမ်းလာလိုက်တာအခုတားလေးရောက်ရှိမှာပဲအကောင့်ထဲပုံနိုင်တော့တယ်ဟာအမလီတော်တယောက်တည်းစူးစမ်းခဲ့တာမဟုတ်ပါဘူးနော်ကျုပ်ကလည်းအနောက်ကနေအဆူဆောင်းကောင်းလို့ပါတော့ဟုတ်ပါတယ်လေအိမ်အောင်တစ်ခုမှာလင်အောင်ကြဘလောက်ပဲကုန်းရှာရှာနောက်ကမိန်းမလို့သူကအဆူဆောင်းမတက်လို့ရှင်အိပ်ပေါက်နဲ့ဖားကောက်တယ်လို့ပဲဘာမှအဖက်တင်လာမှာမဟုတ်ဘူးဟာအခုလိုအတုံးနဲ့အဖြုံခွဲခြားသိတဲ့ငါမင်းကိုရလိုက်တာလဲကံကောင်းခြင်းတစ်ခုပါပဲဟာကျုပ်တော့ကတော့လေကျုပ်သားတွေကယတနာပဲတော်ရေးကျုပ်ကလေသွားမလို့တစ်ချိန်လောက်မွေးချင်တာအရွယ်လူများရှိသေးရင်လေထပ်ပြီးလိုချင်နေတာတော့ရရင်တော့ယူကြတာပေါ့ဟာမလိုက်ရင်အဲ့အလှပွဲနေကြရင်လေငါသားတွေကိုငါမြင်းပေါ်မတင်မဲငါကိုယ်ပေါ်တင်ပြီးပုံချောင်းလိုက်ဖို့ဝေးချင်တာဟာဒါမဲ့ငါမထမ်းနိုင်တော့ဘူးကွာဟုတ်တယ်နော်ပုပ္ပမုံစာပရဆိုတာဒါမျိုးပြောတာနေမှာမလူခင်မှာလဲကြည်နုပီတိဖြစ်ရတယ်လှူနေစင်းနဲ့လှူပြီးချိန်မှာလဲကြည်နုပီတိဖြစ်ရမှာမြင်အောင်သေးတယ်ဟာဒါပေါ့ရှင်ဟေးဟုတ်အခွေးရလာတယ်ပြုံးလို့ပျော်လို့တွင်လို့မော်လို့ပါလားဟေးခဏတော့ရှိတဲ့တန်ကြီးရှိတဲ့ပစ္စည်းတွေကျုပ်ကပဲဘလို့ပါလဲဗျာဘာကျုပ်သားတွေရှင်ပြုလို့ရည်စူးထားတာမို့လို့ပါဗျာကျုပ်တို့ရှင်ပြုရင်လည်းရတာပဲဗျာကိုယ့်တို့ဆိုတာယူရချင်ရတယ်ဗျာဘလို့ပါလဲဗျာဟဲ့ကျုပ်တို့မှမဆမ်းမတော့ပဲစူဆောင်းထားတာမို့လို့ပါဒါကျုပ်တို့သားတွေကိုတာနာပေါင်းရှင်တိုးတိုးပေးကြလို့ပါဗျာတောင်းပန်ပါတယ်ရှင်ကျမတို့ချွန်းနေစော်လေးမို့လို့ပါရှင်ဟာရညာကွာကျုပ်လက်ချုပ်အဲ့ဒါကျုပ်ဖက်ဟေးလက်ချုပ်နေနေဟိုးသားလည်းနော်မလို့ပါနဲ့ဗျာမလို့ပါနဲ့ဘိုးသားလည်းပြောတယ်လူချင်းလည်းပေးပါလေဗျာဟာမရှိတယ်ချုပ်ဟဲ့ဆွတ်ပါတော့ဟေးချုပ်လိုက်ဒါဆက်မရှိဘူးကွာထောက်သားမလိုက်တော့မယ်ဟဲ့အသက်ကိုတော့ချမ်းသာပေးပါဗျာအသက်ကိုလည်းချမ်းသာပါပြီလူလောကကြီးမှာမနေနဲ့တော့ဟာမသိဘူးဟဲ့မဲတဲ့ကလည်းပွဲမပြီးသေးဘူးနော်တွေ့ဘူးတရွာနဲ့တရွာအလံဝီပြီးမဲ့ချီရဲ့ပန်းတည်းလေးမြင်းဆောင်နေလူတည်းတော့လူချင်းဆောင်နေနတ်သမီးလေးလို့တိတ်လာတယ်ကိန်းလေးလေးလို့ကြောတဲ့ကိုအခြေတည်းကြီးတဲ့ရွှေမင်းသမီးရဲ့ကွယ်စိတ်မကြနိုင်ဘူးတဝင်းတို့ရဲ့မောင်မို့ပြောရင်တိတ်ဖြစ်လို့ပဲကွယ်ဘယ်သူများကဘလောက်ပင်ချစ်ပါစေကွယ်ပြောရလေးမောင်ချစ်များမိပဲမထင်ဘူးကွယ်ပြောရလေးပြောရမောင်ချစ်မိုးလုံးမကပါလူတွေ
မောင်ချစ်ပြန်ရင်ကွယ်မောင်ချစ်တဲ့မြင်မို့တောင်းကြီးနိုင်ချင်လိုက်ရင်ကွယ်မြင်မို့တောင်းကြီးလေစီစီဖြစ်သွားမယ်တရွာလူလေးယုံပါကွယ်ပေါင်းလို့ဟိုအတန်လေးတန်ရအောင်ဗတ်တဲ့ရမရတော့ကျော်နားရဲ့ချွဲရအောင်တော်ကြည့်မကွာလားဟေးအေးဟာဘလူတွေများရမ်းပဲဟမ်အဖေမရှိအမေမရှိရွှေမရှိမျိုးမရှိနဲ့ဟိုဘက်ရွာလွင့်လေလွင့်မိုက်ကိုငါတို့ဘာလုပ်ကြအမိုက်ဆောင်ရတော့ကွာမီးရှိုးရမှာဘောဗျာခြေကျူးရင်ခြေပြက်လက်ကျူးရင်လက်ပြက်တဲ့ဖြစ်ဖို့ဟိုဘက်ရွာရောပြီးတော့ရောက်လာရင်တော့အဲ့ဟိုခြေဘွားမှာပေါ့ကွာဒီပေါ့လေမင်းတို့ရွာထဲဒီရောက်နေပြီဆိုတော့မင်းတို့လက်ခုပ်တဲ့ရေပေါ့ကွာအဲ့ပါမင်းကြောက်နေပြီလားဟမ်လေးဝမဝကဝေးကင်းစားနေတယ်ဦးဝဲလို့တော့မပြီးမွေးလာတဲ့ကောင်မဟုတ်ဘူးလောကရန်ကိုတော့မဖြုံတာမင်းတို့လိုကောင်းနေကိုရှိတယ်ကိုမအောင်မိတာဟာရကိုရွာမှာနေကြက်ဖသူများရွာလာရင်ကြက်မဆိုတဲ့စကားကိုမင်းမကြားဘူးလားဒီနေရာမှာမင်းတောင်းမှမယ်ဆိုရင်ငါတို့ကခွေးလို့ဖို့စဉ်းစားပြီးသားဒါရင်ရာသဝင်းမှာစာတင်နေတယ်ဆိုရင်လည်းတခြားနည်းနဲ့ကြိုးစားတော့မှာပေါ့မင်းပြောတဲ့ဟန်ဆောင်စကားတွေကိုမှန်တောင်ထားပြီးကြည့်သားမှာအပြိုကိုလူပြိုကပိုးတာဟိုးဘိုးဘေးစင်တက်ကလေးကရှိခဲ့တာကွာအပြိုကနောင်ကြည့်ပြူလေးတာမင်းကဘာဖြစ်လို့ကြားတဲ့ကဝင်ပြီးငါထွားခါနာခြင်းနေတာဟဲ့မင်းပါသားမင်းတို့ရွာမှာဘာဖြစ်ငါလည်းဘာမှမဆိုင်ဘူးအေးငါတို့ရွာသူလားပူပန်းလို့ကတော့ငါတို့နဲ့ကြီးပါလားဒီရွာမှာကြီးသားဆိုတာငါပဲအေးငါကွာလေဒီရွာရဲ့ကာလာသားကောင်းဆိုတော့အမားဘူးဗျာမင်းနားရအဲ့ဒါနဲ့ပဲအာနာကိုလွဲတုံးစားလုပ်ပြီးထင်ရဆိုင်လို့ရတယ်ပေါ့ဟောလေးဝင်ညနေလာပြီးတော့ပြန်အောင်ကိုသားနေကျွန်တော်တောင်းပါမယ်ဗျာအခုရမပြစ်ကြပါနဲ့မရတော့ဘူးဟမ်ကျန်းကြွရင်နှုတ်လို့ရတယ်စကားကြွရင်နှုတ်လို့မရဘူးတဲ့ဒီကောကိုမှတ်လောက်သွားလောက်သုံးပါအေးရှောက်ပါရောကိုသားတို့တောင်းပါမယ်ပြန်လာမပြစ်ကြပါနဲ့ကျွန်တော်တောင်းပါမှာအေးရဆိုရင်မင်းကမခေါ်သွားတော့ဆက်ချကိုကျွန်တော်ခေါ်ရမယ်ကိုတဲလာကျန်းအောင်ရောက်တဲလာညတော့နောက်တော့ထပ်ပြင်ကြနိုင်တိုင်ပြီးတော့မှာကွာမင်းတောက်ချင်တဲ့အိမ်ပြန်တော့ပေါ့ကွာပလင်းခွန်လေးတော့ပြန်လာခဲ့ပါညတော့ကလည်းခဏပလင်းခွန်ကဘယ်လောက်တန်ကြီးရှိနေလဲဟေးအောင်မင်းငါဒီမှာအရက်ဘူးတွေလည်းရှင်းသေးတာမဟုတ်ဘူးပလင်းခွန်လေးတော့ပြန်ယူလာခဲ့ဦးမို့ခဏကိုပေးရမယ်ရက်ဘူးလေးစရင်တေချာမှတ်လာဒီနေ့ကြရင်ကြပြားမကြံကျုပ်ပြန်ပေးမယ်ဟုတ်လားဒီပါကွာမင်းဖေနဲ့ငါနဲ့ကမေ့ရေးဆွေရင်းနေဆိုတော့ငါတခုတော့ပြောချင်တယ်မင်းကမိဘတွေမရှိဘူးမဲ့ညီတော့တော့ရှိသေးတယ်လေကွာဟုတ်တယ်အဲ့ဒါလေမင်းတို့ညီကို၄ယောက်ထဲမှာမင်းကအကြီးဆုံးလေကွာဟုတ်တယ်အကြီးပြီးတော့နေမှာပေါ့ကွာမင်းကအကြီးဆုံးဖြစ်ပြီးမူးယူနေတော့ကျန်တဲ့ညီတွေကိုမင်းဘယ်လိုထိမ့်မလဲကွာဘာထိမ့်ကြလို့ကိုပေါ်နဲ့ကိုနှခေါင်းပေါင်းနဲ့ကိုအသက်ရှူတာလေလူကိုလည်းသူတို့နေကြလို့နေကြုံလဲကြုံနေကြလို့နေခင်ဗျားလည်းပါတိပါတာနေဒါပဲကြိုးတော့လာမဆုံးမနဲ့တော့မင်းတို့ညီကိုတွေအခုလိုဖြစ်ပြနေတာကိုသမလုံကကြော်သောတာမြင်ဒီကျုံးမရဖြစ်မှာကွာဒီလူတော့လေမေးသွားတဲ့အဖေကိုပဲဆွတ်ချက်ထဲနေဟောဗျာရတယ်တော့အကြောင်းတော့ဘယ်အားကိုလေ
ကိုနေညာဟိုဘက်ရွာမှာတာတင်တို့အဖွဲ့ဝိုင်းထိုးလိုက်တာခံခဲ့ရစီ လကားပါကွာသူတို့ရွာတဲ့ရောက်လာတဲ့ဆိုပြီးအုပ်စုဖွဲ့တက်နိုင်ကျင်တာပါကိုလေးအစိုးရယူနေရအပြစ်ပြောလို့ပဲဘယ်ရာယူပြီးဖွင့်ကြောင်နေတယ်ဆိုရင်ကိုရွာမှာကိုကြောင်စမ်းပါဗျာခုတို့တစ်ဖက်ရွာမှာသွားကြောင်တော့ခံလာခဲ့ရပြီတော်သေးတယ်ထိတ်တုံးနဲ့ကမထုတ်ရတာပဲကံကောင်းတယ်မှန်တဲ့ရတယ်ကွာဒီလိုကြက်မပြေတဲ့ကောင်ငါတို့ရလူရကြိုက်မလားဟာဘာမှမသိတဲ့တရွာလူတွေတော့ပဲကြိုက်မှာပေါ့အောင်ပါကိုကြီးမင်းငါ့ကိုထင်းသေးတာလားကွာရွာတွေကပြူကြောမှန်သမျှလေးဝင်းရဲ့ချူမြင်လှတဲ့တေးတံလှအောင်ပါအင်းဒီမချေလိုက်အောင်ကြာကျုံးခဲ့တဲ့မိန်းကလေးတွေလည်းရှိတယ်နော်ဒါရင်ကွာခုစားဘက်ကဟိုဘက်ရွာဖြစ်နေတော့အနေရီလည်းမှုမနေနိုင်တော့ပါဘူးကွာကောင်းတယ်ကြက်တနာယူအတက်နဲ့ခန္ဓာတွဲနေရတာနီးငွေလာပြီထင်တယ်ဟိုတကြီးသား2ယောက်နဲ့မက်ရမဝမ်းခွဲဆိုတဲ့ကောင်တွေရတယ်လက်ရဲဆိုင်ရဲ့အလကားကောင်တွေပါကွာဟိုကောင်တာတင်တို့ဆိုတဲ့ကောင်တွေကလည်းဖေးအာနာကိုလွဲတုံးစားလုပ်နေတာပါအေးဟိုမက်ရမဝမ်းခွဲဆိုတဲ့ကောင်ကဘာထူးလဲအလကားနေချောင်တော့ရစားရတယ်ဆိုပြီးကဖားရဖားနဲ့ပထွေးကိုဖေးခေါ်ခြင်းနေတဲ့ကောင်အဲ့ဒါကြောင့်မင်းခုလိုဖိုးရောက်လာတယ်ဆိုပါတော့လေးဝင်းရပြဿနာမဲတာပဲကြီးလေးဝန်းလို့လေကြီးလေးကျယ်တွေပြောပြီးရွာကျော်ခဲမပေါက်ချင်သမ်းမယ်မင်းရဲ့နှလုံးသားဆန္ဒကိုတားဆီးထားရသမ်းအချစ်ဆိုတာတားဆီးလို့ရတဲ့အရာမဟုတ်ဘူးကွာနှလုံးသားကတာခိုင်းစီရင်ဘာမဆိုလုံးနိုင်ချစ်မှာစွာအပြစ်ရှိတယ်အခုရလာတဲ့ဒဏ်ရာတွေဆိုတာကလေအချစ်ရဲ့တက်တွေလို့ပဲမှတ်ယူထားလိုက်တော့နာလို့နာမတော့မသိတော့ပါဘူးကွာငါတကယ်မိုက်ယူကိုယူမမှုချစ်မိသွားတာကွာတဲကြီးလူတော့ကလည်းအဲ့လိုပြောတာပဲအဲ့ဒါကတဲကြီးလူတွေကွာအခုဟာအတောင်းဆုံးတူရွာလည်းမတူလူလည်းမတူချစ်ချင်းလည်းမတူလေဝင်မင်းကိုညီကိုချင်းမို့မရှိမဲ့သေးတာတည်းတခုတော့ပြောမှာကွာဟိုဘက်ရွာနဲ့ဒီဘက်ရွာဆိုတာကကပ်ပလူဝင်နဲ့ဒီဝါဒဟလို့ရံဘက်တွေကွာနောက်တော့ရောင်လို့တော့ချေဦးမလဲသမ်းမှာလေကွာဒီရတဲ့ဟိုကောင်လက်ကောင်လည်းမျိုးကပြန်လာတော့မှဆိုတော့စားဖို့တော့ဘုံလည်းမရှာဖွေထားလိုက်အောင်ဘာလို့ရှာဖွေထားဖို့လို့လဲသူ့မှာလည်းသူ့ချင်းနဲ့သူ့လက်နဲ့ကိုလက်ရင်ကစုံနေမွေးထားတာအောင်ဆုံးမင်းမင်းရောမြို့မှာဘာတွေလုပ်နေလဲကွာမမဘာရအဲ့လောက်တော့တွေးနေရလဲဘာရင်မဟုတ်ပါဘူးမြင့်စုရဲ့မောင်မောင်မိသားစုအကြောင်းတွေးနေရင်လည်းမြင့်စုနဲ့ခွဲရမှာကိုတွေးပြီးစိတ်မကောင်းဖြစ်နေတာပါအချိန်လေးကလည်းကုန်တာမြန်လိုက်တာနော်ဘာလို့နဲ့အကြောင်းတော့ပိတ်တော့မယ်ဒါဆိုမြင့်စုတို့ညခွဲရတော့မှာပေါ့နော်ဟုတ်တယ်မြင့်စုမောင်မောင်ကမြင့်စုကိုတိတ်ချစ်လို့3နှစ်တုန်းမို့လိုက်လာခဲ့ရတဲ့သူဆိုတော့မြင့်စုရဲ့အချစ်လည်းရရောမြင့်စုနာကနေဘယ်ကိုမှမသွားချင်တော့တာတော့အမှန်ပဲဒါပေမဲ့ပြိုကွဲနေတဲ့မောင်မောင်ရဲ့မိသားစုဘဝကိုပြန်တည်ဆောက်ဖို့မောင်မောင်မှာတာဝန်တွေရှိသေးတယ်မြင့်စုဘဝလေးမမဝင်လာတော့မှပို့ပြီးတော့အဓိပ္ပာယ်ရှိပြေဆုံးသွားတာခင်တွေ့စရာဆိုလို့မမသားချင်းကလည်းတရားမှမရှိဘူးဖေဖေကလည်းလေဖြစ်နေတာဆိုတော့ပစ္စည်းဥစ္စာပြည့်စုံပေမဲ့မိစုကမေတ္တာတရားဆိုတာရောမမှုနေခဲ့တာမြင့်စုရဲ့မိတွေရောမြင့်စုကိုမချစ်ဘူးလားအစပိုင်းကတော့ချစ်တယ်လို့ရှိပါတယ်နောက်တော့လေမိတွေစိတ်တွေပြလာတာပဲလေဖေဖေအခုလိုဖြစ်သွားတာလေသူ့ရဲ့ပြောပိုင်အများကြီးပါတယ်မြင့်စုလေးတခါလေကြာရင်အရှမ်းမွန်းချက်လို့အားလုံးနဲ့အဝေးဆုံးထွက်ပြေးသွားခြင်းနဲ့ဖေဖေကိုတယောက်တည်းပြစ်မထားရလို့တာမြင့်စုရဲ့မိဘဆိုတာကတက်ရှိဖေရပဲမောင်မောင်မှာဆိုအဖေခေါ်စရာလည်းမရှိအမေလို့ခေါ်စရာလည်းမရှိဘူး
မြင့်စုကမောင်မောင်နဲ့ဆိုင်ရင်အများကြီးတာပါလိမ့်တယ်အဲ့တော့မြင့်စုရဲ့ဖေဖေကိုတက်ရှိဖျားလို့သဘောထားပြီးတော့အနည်းကပြုစုဆောင်ရှောက်နော် မြင့်စုဆောင်ရှောက်ပါတယ်မမောင်ရဲ့ဖေဖေကိုလည်းပြုစုမယ်ပြီးတော့မမောင်နာမှာတက်လုံးပါမီဖြစ်ပြီးနေသွားမယ်နော်မမဘာပြောတာလဲ သဘောကျလို့ပါမောင်မောင်တို့မြင့်စုရဲ့အချစ်ကိုရလိုက်ခြင်းဟာတန်ဖိုးမဖြတ်နိုင်တဲ့ဆုလက်တစ်ခုပဲလေမောင်မောင်တန်ဖိုးထားပါတယ်ပေါ့နေဒီနားလေးအဲ့လိုလုပ်ဆောင်ဒီရောက်တဲ့ဒီကောင်စကြောရတက်တယ်ကွာ ဆရာကြီးဆရာမပြီးသေးဘူးလားဆရာကြားလိုက်တာဗျာရွာတွေကရေခတ်သွားတဲ့ကောင်မလေးတွေဆရာလောက်တာနဲ့မမိပဲနေဦးပဲဗျာ ဟဲ့ရနေရခေါင်းမပေါ်ရှိသေးတယ်တနာရမက်ကလေငယ်လေးကြောင်မလေးနဲ့တော့ကြာဥနောက်ကိုကြောပြက်ပြီးသေးနေအောင်လာပါပြီကွာလာပါပြီလာဘူးပြင်ရစင်ရသေးတယ်ကွာဟာငါသားတော့ဟေးဒါမျိုးကြရင်ဝရိယကောင်းတယ်ရှိုးစမိုးကအပြည့်ပဲပါ အဖေရလေဗျာအဖေချွေးမအလိမ်မလေးအိမ်ပါဖို့အတွက်ဒါတော့စူးစမ်းပါဖေပြီးတော့လေအိမ်မှာယောက်ျားသားတွေပဲဆိုတော့ချက်ပြောကစားတော့အဆင်မပြေဘူးလေအဲ့ဒါတော့စူးစမ်းမလို့ ကိုတာတင်းကလည်းအစင်မပြေဘူးလားပြောတယ်စားထားလိုက်တာဗျာစုစကားပုံနာဝင်စားပြီးစားထားတာအောင်မရဘူး ဟေးမိမယူတာလေတွေ့ကြရလို့ခေါ်ပြလာနေအောင်နော်အဲ့ထိယူပန်တနန်းတဲ့စဉ်းစားနေပဲလေတနအောက်စာပြည့်စုံမှာကွာမျိုးကောင်းမျိုးတန်လေးလည်းဖြစ်အောင်ပါဒါမှငါဆွဲမနဲ့ထိုက်တာမှာနော် စိတ်ချပါဗျာသားသမီးမကောင်းမိဘကောင်းဆိုရဲဆိုကြတာလည်းရှိရမို့လားဟိုကျုပ်တို့ကြောင့်တော့အဖေကုန်တိတ်ကမပြတ်စေရပါဘူးဟိုအချိန်မလေးခင်တားလို့သွားလိုက်ဝင်ပြီ ကဲကောင်းပါပြီဗျာတော့ပါအောင် ဟုတ်ပြီဖေ တာတယ်အလောက်တာလက်ကြုံမတင်တာဒါမျိုးကြတော့ဖေတဲ့တာရယ်နော် ဘာကွာ ဟောဆရာတဲ့တာမေးလို့ပြောတာပါ မင်းအလျှောက်ကောင်းလို့အထောင်းသက်သာသွားတယ်မတ်ကဲနောက်ခွင့်မချစ်ဖို့ဖြစ်သွားလို့ ဟုတ်ကဲ့ ဟဲ့ငါတင်ဒီမှာခိုင်းပြီးပါလို့ စဉ်းစားနေတာ ဘာကြီးစဉ်းစားနေကြောက်ပြတ်တယ်မို့လား မဟုတ်ပါဘူးဟာဒီနေ့ရွာရှိဘန်းကိုတာလာကြီးဆုံးနေကြအောင်စဉ်းစားနေတာ နင်းနဲ့မျိုးတော်တယ် မတော်ပါဘူးဟာဒီနေ့ဝိုင်းရှိမှာအဲ့ဒါငါဖေးရချင်ဘူးလက်ထက်မှာလည်းပတ်စံတပြားမှမရှိတော့ကျွန်တော်ရှာရင်ကောင်းတယ်လို့စဉ်းစားနေတာ နင့်မလဲနော်အဲ့ဒီအလောင်းကစားတော်တွေကကိုရုံးမထွက်နိုင်နင့်တငယ်လေးရှိပါသေးရဲ့မလုပ်ပါနဲ့လားနင် ပြေးရခဲ့နင်ငါ့ကိုဆရာကြီးမလို့စမ်းပါနဲ့ငါ့ဘောအောင်ငါပြောလို့နေဒါနဲ့နင်မအောင်ပတ်စံရှိပြီလား ဘလို့လို့ရှိမှလဲဟိုနေ့ကရှိတာနင့်ကိုငါပေးလိုက်တယ်လေအဲ့ဒါကြီးရောနင်ကြက်တိုက်လို့ကုန်ပြီမလားငါတင်ရဲ့ကျောင်းပြတက်ပါလားငါဖေကပြောပြီးရဲ့ဟာကျောင်းတက်လို့ပညာချက်ကြီးဖြစ်လို့ရှိရင်အလုပ်ပြင်နေမှလုပ်စရာမလိုတော့ဘူးတဲ့ ငါမလို့ရှင်တဲ့ຢာတွေကိုတင်းမခိုင်းစမ်းပါနဲ့ဟာငါအခုအာယုံနေနောက်နေနင်သွားကြသွားလိုက်ဟဲ့နင်ကိုသွားလို့ပြောနေသွား ငါတင် ဟဲ့နင်ခုထိမပြန်နေဘူးလားဘာလဲဟာ ငါပါကွာမင်းကိုလေးဝန်းပါ ဘာလဲဘာကိစ္စလူကညင်းနေရမှာ ဟိုဟာအစ်ဖင်နဲ့ချင်းထားလို့ကွာမင်းခေါ်လိုက်ခဲ့ပြီးပါ မလိုက်ချင်ပါဘူးဗျာဓာတ်ခုတ်ရအောင်လက်ဝင်ရှိုးခိုင်းမနေနဲ့တကုတ်တွေပေါ်လာညှိမနေနဲ့ဗျာမလိုက်ဘူး လို့ပါကွာငါမင်းကို200ပေးပဲကွာ200 နေရနဲလေဗျာ200လောက်နဲ့ကြောက်ရတန်ဖိုးရှိတဲ့ချိန်ကိုခမရတော့အကုန်မခံနိုင်ဘူး ဒါဆိုရင်လည်း900ပေးမယ်ကွာ900 ဘယ်မှာလဲခုပေး ဟာခုတော့မဟုတ်ဘူးလေကွာအစ်ဖင်နဲ့ချင်းတွေ့ပြီးပြန်လာလို့ရှင်ပေးမယ်ကွာ ခမရသေးတာနော်
သေးကြပါတယ်ကွာငါယောက်ျားပါယောက်ျားပါလက်ကတော့မြန်မြန်လာတော့မှာကွာမင်းကြည့်ရတော့နောက်မှမွေးတော့ကောင်းပြီအစနောက်ကျတော့နောက်ကျနေဒီပေါ်လေငွေမျက်နှာချောင်းဆိုတော့လေမချစ်တော့လေအောက်ကနေရမှာပေါ့တဲ့ရောလို့စမ်းမှာကွာငါ့ကိုဒီလိုမင်းအကျိုးမလုပ်ပါဘူးမင်းတိုင်းလည်းကပြကူနေမှာပေါ့ဟာကျုပ်ကဖဲရိုက်မယ်ကြက်တိုက်မယ်လောင်းစားလုပ်မယ်ဒါပဲစိတ်ဝင်စားတယ်ကိုလေးတို့နှာခေါင်းမှမဟုတ်အဲ့ရောက်ပါတင်မင်းစကားကိုကိုမပြောနဲ့ဒီကိစ္စမျိုးဆိုတာကလူတိုင်းကြုံတွေ့ကြရမှာကွာမင်းလည်းတနေ့အချစ်ဆိုတာနဲ့ကြုံတွေ့လိုက်ရင်ပြေးလို့လုံးမဲ့ထင်းနေလားကွာဟိုမှာအိပ်ဖြူတောင်ရောက်နေပေါ့မင်းပေရှင်းနေတာနဲ့အိပ်ဖြူနဲ့တွေ့ရမယ့်ချိန်တွေကကြော့ကုန်ပါကြီးကွာဟဲ့မင်းဒီနေရာပဲမင်းစောင့်နေတော့ချောင်းလည်းကြည့်မနေနဲ့ဟုတ်ဝါရဏအားကုန်မပါလားအေးပြီးတာပဲအဲ့ဆိုငါတော့အိပ်ဖြူစောင့်နေရတဲ့ကြာပြီလားအခုလုတ်ကြရလေးမပြီးပြတ်သေးတာနဲ့နောက်ကျတော့တာပါကွာဒီလိုရဲ့ကိုကိုစိတ်ဆိုးနေရလားတောင်းမှမှာလေကွာနောက်မဖြစ်စရာဘူးနော်စိတ်ဆိုးနေရမဟုတ်ပါဘူးကိုရဲ့အိဖြူနဲ့အကိုရဲ့ဘဝကိုတွေးပြီးရင်လေးနေပြီလို့ပါဟောအိဖြူရဲ့မဖြစ်သေးတာတွေကိုကြိုတွေးပြီးဘာဖြစ်လို့ရင်လေးနေရတာလဲအခုလိုခဏတာတွေ့တဲ့အချိန်လေးမပြောလုံးနေစမ်းပါကွာနေကျင်တာပေါ့အကိုရဲ့ဒါပေမဲ့အကိုတို့ရွာနဲ့အိဖြူတို့ရွာဆိုတာကပ္ပရန်နေလေအဲ့ဒီကြားမှာတရွာသားအကိုချင်းပြီးတော့ပို့ဆိုးတာပေါ့ပြီးတော့အကိုမှလည်းအလုတ်ကမဲမဲရရရှိတာမှမဟုတ်တာအဲ့ဒီတော့အိဖြူကကိုနဲ့ရှေ့မဆက်နိုင်တော့ဘူးပေါ့ဘယ်လိုပြောလိုက်တာလဲအကိုရဲ့အိဖြူအကိုချင်းလို့အဖေကိုရောမောင်ဝမ်းခွဲတွေကိုတရွာလုံးမှာစန့်ကျင်ပြီးအကိုနားမှာရှိနေတာလေအိဖြူအချစ်ကိုဘာနဲ့များတက်တက်ပြရအောင်မလဲအကိုယုံပါတယ်စိတ်ချပါအိဖြူကိုချစ်နေတယ်ဆိုရင်ကိုရပြီကြုံလာတဲ့မြဘယ်လိုအရာမျိုးပဲဖြစ်ဖြစ်ကိုရင်ဆိုင်ရဲပါတယ်ပဝါဘာနဲ့စက်သားထုတ်ရင်စွန့်တက်တယ်တဲ့တရွာသားကိုကြီးစားလို့တော့လွမ်းရတယ်ဆိုတဲ့စကားသိမ့်မှန်တာပဲအခုတော့ EQ မှာနေစဉ်ဆက်လွမ်းနေတာကိုလည်းတနေ့မှမိမရပါဘူးကွာတခါတလေအိမ်ဘေးကနွားမကြီးကိုမြင်ရင် EQ ကိုလွမ်းနေမိပြန်ရောဘာဆိုင်လို့လဲမဆိုင်ဘူးလားဆိုင်မဆိုင်ကွာဟေးအဲ့စဉ်းစားမနေရောဟာကြည့်ပါဦးအမေကျော်ပြီးတွေးတော့လွမ်းနေပါလားကွာဟမ်တရွာသားကိုယုံမှတ်ပြီးပုံအပ်လိုက်ရင်နင်းဘဝကြီးစုပ်ပြတ်တတ်သွားမယ်နော်အဲ့ဒါနင်းနဲ့ပါဆိုင်လေငါနဲ့တော့မဆိုင်ပါဘူးရွာနဲ့ဆိုင်တယ်နင်းကငါတို့ရွာကိုအဆက်ရအောင်လုပ်မဲ့ကောင်မဟဲ့အောင်သားတင်မင်းအိဖြူကိုတီပါစော်ကားပြီးပြောတဲ့အကြောင်းဘာမှမရှိဘူးငါတို့နှစ်ယောက်ကရွယ်ရောက်ပြီးသားလွတ်လပ်တဲ့လူနှစ်ယောက်ကွာနှစ်ဦးတစ်ပေါက်တူချစ်ကြိုက်နေကြတာကိုမင်းကဘာလို့ကြားထဲကဝင်လာနေရတာဘာလဲမင်းကကောင်ရုပ်ပုံစောင့်နေခွေးလားအကူပြန်လိုက်ပါတော့နော်ရတယ်အိဖြူဒီကောင်လေးလူဘာဝတာများပြီရင်းတစ်ခါလေးအိဖြူတိတ်ခေါင်ငဲ့ပြီးကိုဘာမှမပြောဘဲနဲ့တိခံပြီးနေခဲ့တာဒီတစ်ခါတော့မရတော့ဘူးလေးဝန်းဘာကောင်လဲဆိုတာဒီကောင်လေးကိုပြရတာပေါ့ကွာမင်းကတော်တော်အမတ်သေးရင်မရှိတဲ့ကောင်ပဲဟမ်ဒီတစ်ခါတော့လေမင်းရဲ့အယိုးချောပြီးတော်ရလို့ပြင်မယ်ကွာ
တော်မင်းတို့ကောင်တွေမိုးကောင်းလုံးရွာနာအောင်တနေ့ငါအကြောင်းကောင်းကောင်းသိပြောက်လားအခုဘာဖြစ်သွားသေးလဲအခုဘာမှဖြစ်ပါဘူးဒါဆိုအိပ်ဖြူပြန်တော့မယ်နော်ဟုတ်ပြီလေခရုကြိုက်ပြီးပြန်တော့တော့တာတုံးနဲ့ထပ်တွေ့နေအောင်အင်းမဟုတ်ဘလို့ဖြစ်ကြတာလေမြင်တဲ့အတိုင်းပဲနားမရစီးမရနဲ့တရွာတွေကိုသွားပြီးချိကြိုက်ပြီးတော့အခုလိုတွေဖြစ်ကြတာပေါ့မကြီးမငယ်နဲ့ရန်ဖြစ်နေသေးတယ်ဗျာတော်ကြခြေလုံးလက်လုံးတွေဖြစ်ကုန်ရင်ဘလို့လုပ်မလဲမင်းဘိုးအေတွေကလူလိုပြောလို့နားရတဲ့ကောင်တွေမဟုတ်ဘူးဒါနဲ့မင်းကဘလို့ဖြစ်ပြီးတော့လမ်းလျှောက်ပြေးချမ်းလာတာကျွန်တော်စီးလာတဲ့ကဘောင်းမိန်ရွာနောက်ဘက်မှာပြတ်သွားတာဗျာအဲ့ဒါစောင်းအောင်မစိတ်မရှိရနဲ့လမ်းလျှောက်ပြီးပြန်လာတာကဲအဲ့ဒါဆိုလေတို့အိမ်ပြန်ကြမှာကွာမရှိချောပြန်လာပြီပေါ့ထိုင်ပါဦးခင်ဗျာအဖေတမို့ဘာပြောချင်ရှိလို့လဲသမီးဒီကောင်နွားတစ်ထောင်နဲ့အခုသမီးဒီကောင်မွေးထားတာနွားတစ်ထောင်ကိုထိတ်ရတာလေခက်သေးတယ်တာတင်လို့ပြောတော့ရစရာဟိုမရှိဘူးငါမြင်တာဘယ်မှာသွားထားမလဲသူတို့ပြောတော့သူတို့စကားပေါ့အဖေရဲ့ကိုလေးဝင်းကတမို့မြစ်တာစင်မြစ်တာမှန်နဲ့ချစ်တာပါဟမ်သွားပြီနေရလေအချစ်နုံနစ်ပြီးတော့စုံလုံးကောင်းသွားပြီစုံလုံးကောင်းသွားပြီမဆွေမီးမင်းသမီးကိုလာကြည့်စမ်းအောင်ကွာအဖေရဲ့မရှိတော့တဲ့အမေကိုဆွဲထည့်မနေပါနဲ့တော့သမီးကအချစ်ကိုကိုးကွယ်နေတယ်ဆိုလို့ရှိရင်ကိုလေးဝင်းနဲ့ခိုးရလိုက်ပြီးကြားလာပြီဟာသမီးကြောင့်အဖေကုန်တိတ်ခါမကြဆင်းစေရပါဘူးသမီးအဲ့လောက်မမိုက်ပါဘူးဒီမှာသမီးအဲ့လေးဝင်းဆိုတဲ့ကောင်ကလေရွာထဲမှာအလုတ်ကင်မရှိဘာအလုတ်မှမရှိတဲ့ကောင်မက်တလင်တလုံးနဲ့အချိန်ဖြုံးနေတဲ့ကောင်နားလေလားဒီမှာသမီးကိုယ့်ရဲ့လက်တွဲပေါ်ဖြစ်ကိုယ့်ရွာထဲမှာရှိတဲ့တင့်တော်မဲ့သူကိုရွေးပါလားသမီးရဲ့အချစ်ဆိုတာအဲ့လိုဖန်တီးယူလို့မှမရတာအဖေရဲ့တော့နေမစမပိတ်ထားရတော့သွားအိမ်မတက်မချူတော့မှာလေကွာဟုတ်တယ်မဟုတ်ပြီးခါခါလားကိုကြီးကျွန်တော်ပါဗျာအောင်စိုးမင်းပါမြို့ကပြန်လာတာလေအဲ့ဒါငါပါလို့ဒီအကူကတော့ကွာနေခင်းကြောင်တော်ကြီးကိုမုန်းနေဟိုက်ကွာငါသူ့ရဲ့နေပြန်လို့ဒါနဲ့အောင်စိုးမင်းအိမ်မှာတော့ဘာမှမရှိဘူးမင်းဖိုက်တာလာရင်မက်ကလမဆိုင်ကသမင်းတော့ဝယ်ထားကိုငယ်မင်းမှာပတ်စံပါလားငါဘုံလုံးနဲ့ကြက်တိုက်ကိုချင်းထားလို့ကွာပိုင်နည်းနည်းပါးပါတော့ပေးပါဟဲ့ငါလူမိုက်အားပေးမလုပ်ဘူးကွာမင်းကောင်းရောင်းကောင်းဝဲအတွက်လိုအပ်တယ်ဆိုရင်တော့ညီကိုချင်းမို့ပေးဖို့ဝန်မလေးပါဘူးကွာအတ္တကြီးအတ္တနောနာထောမိမိကိုယ်တာကိုယ်ွယ်ရတဲ့ကိုအစွမ်းစားနဲ့ကြိုးစားစမ်းမှငတင်ရခုမှမျိုးကပြန်လာတဲ့လူဒုက္ခမပေးသမ်းပါနဲ့ဟုတ်ပါပြီဗျာကျုပ်ပဲမားတာဒါနဲ့ခမရကျုပ်ကိုပေးစားရှိတာပြီးတော့ဘာလဲဟာခမရကျုပ်ကိုပေးရမယ်ပတ်စံလေဗျာပတ်စံဘယ်ပတ်စံခမရပြောတော့ယောက်ျားပါဆိုအေးလေငါယောက်ျားမို့လို့ယောက်ျားလို့ပြောရလေမင်းကပတ်စံပေးမယ်လို့ပြောလို့လေအားကြောင့်ခမရတော့မပတ်သက်ရှင်ဟဲ့မင်းအသက်ကငငယ်လေးပဲရှိသေးတယ်ကွာအဲ့ဒီအလောင်းစားတွေကိုမလုပ်ဖဲနေပါလားကွာဝါရနာဆိုတာဖျက်ရခက်တယ်ဗျကျုပ်ကလောင်းကစားလုပ်နေရရင်ကိုပြောနေတာဟာကျုပ်ရဲ့ဗီဇာကတော့သေကာမှပဲဖြောက်နေတာတော့ပြောရဆိုတာလက်ပေါက်ကတ်တဲ့ကောင်ပဲကွာပြောင်းဆုံးဘိုက်ကစားပြီငါလည်းမက်ကလမထိုင်သွားလိုက်ဦးမင်းရောလိုက်ဦးမလိုက်သေးပါဘူးဗျာရေမိုးချိုးဝေစားလဲပြီးမှလိုက်လာခဲ့မယ်ခင်ဗျားသွားနေလိုက်ပါအေးအဲ့ဒါဆိုငါစားနေလိုက်မင်းလာတော့ပေါက်ရှင်းလိုက်ပေါ့ကွာဟာဒီလူကတမျိုးကွာဆရာတိုင်းဒီတိုင်းမထိုင်တော့မှာလားဟဲ့ငါတည်းရတိုင်းမလို့ထားကနေရမှာလားမဟုတ်ဘူးလေဆရာတိုင်းဟာ
တနေ့နေ့တရွရွနဲ့ဤဖြူနဲ့လေးဝင်းတို့ရဲ့တန်ရုံးခင်ညတန်းလေးညားနေပြီနော်တော့ကြဆရာသားရဲ့ရင်ဝင်ကိုစုံကန်ပြီးတော့ဘာမဟုတ်တဲ့လင်းဝင်းရဲ့ရင်ဝင်နမ်းမှာစံမြန်းသွားရင်တော့ရာဇဝင်ရိုင်းသွားမလို့ဆရာတာရင်ဘုရားမှာမွေးရတဲ့ကလိုချင်တာကိုမရဘူးဆိုတော့ဘာတစ်ခုမှမရှိခဲ့ဘူးမင်းတို့စောင့်ကြည့်လိုက်ပွဲပြီးသွားလို့ရှိရင်အောင်နိုင်သူကငါပဲဖြစ်ရဒါဟုတ်တာပေါ့ဗျာစီမရှိသားမရှိအယူကြီးကြမှာကုစီရောက်လာလို့ရှင်လဲကျိုးတန်းနဲ့ကိုတာရင်းဆိုတော့နမီတွင်နေပါဦးမယ်ဗျာမလိုပါဘူးကွာဟဲ့ငါဆိုတဲ့ကောင်ကအီဖြူကိုလေအရေးတကြီးကြီးနဲ့ကြည်နေတာအခုချိန်လေးအီဖြူမှာအစွန်းထင်းဘာမှမရှိသေးဘူးဒါဆိုလည်းမြင်မြင်ထဲလှုပ်တယ်ဗျာဆရာကြီးရတာလုံးဝအားမရဘူးဗျာဟာဟဲ့ဒါအချစ်ရေးကွာကြမ်းကြမ်းတန်းတန်းကင်တွေရမယ့်အရာမျိုးမဟုတ်နူးနူးရွရွလေးကင်တွေရမှာဟဲ့ကွာငါအီဖြူကိုဒီဝါကျွတ်တဲ့ထိစောက်ကြည့်လိုက်အောင်ပါကွာအဲ့ဒီအချိန်ကြာမှာအီဖြူကငါဘက်ကိုမကြည့်ဘူးသေးဘူးဆိုရင်တော့တာရင်ကလည်းဘိုးအောင်တင်ကိုကြမ်းပြဟုတ်တယ်မလားအဲ့ဒါလည်းဟုတ်တယ်ပါပြောတော့လားလက်စီမြင်လားမင်းတို့တော်သားနဲ့အသားချင်းထိရတာဘုံနေမဲ့ထဲမှာငါမပါဘူးဟောမတော်လို့ထိမိခိုက်မိတာပဲကွာဘောရာကြီးကြီးနဲ့နားလဲပေးလိုက်မယ်ဆိုရင်လည်းမင်းတို့ရဲ့ဂုဏ်တွေကကြာဆင်းမသွားပါဘူးဒါပေမဲ့ငါဘက်ကမှားတာဆိုတာပဲတောင်းပါမှာအောင်ပါတော်သားငမွေးရစကကြီးပြောလို့ပါမင်းတို့ကနိုင်ရောက်တော့စကားထုတ်ဖက်ပြီးပြောရင်လို့တော့မဟုတ်လူအတိုင်းဝိုင်းမှာနေတတ်ထိုင်တော့ကိုစင်ကိုပြောင်းပြောနေတာမင်းနားလေလားလူဆိုတာအရင်သုံးမှနားလေရတယ်ကိုနဲ့တင်တော်တဲ့နေရာကိုသိရတယ်နေလို့တော့တာမျိုးကြီးပြတယ်နေရာဝင်ကျင်နေဆိုတာတိတ်ပြီးမြန်ပြောလေးချက်ကြီးပြောင်းမင်းတို့တော်တာတောင်းအောင်နေမျိုးကဘာလုပ်ရဘာဖြစ်လို့လဲကွာတောမှာမွေးဖွားလာတာပြစ်တစ်ခုမြန်ဖြစ်နေလို့လားလူဘဝကိုရလာတာချင်းအထူးအသိဉာဏ်သားတဲ့သူကပို့ပြီးလူဖြစ်ချိုးနှက်တယ်လို့တွေးရတာမဟုတ်ဘူးမင်းတို့လည်းဒီเจ้าမှာနေဒီစာတွေပဲသင်ရတဲ့သူအချင်းချင်းကွာဘာဖြစ်လို့ခွဲခြားဆက်ဆံနေရတာလဲမင်းတို့တော်သားနဲ့ထုတ်ဖက်ပြီးပြောနေတာအဲ့လိုငိုးကြတယ်လို့ကြတယ်ဆိုလဲယူရိုမီပါရဲ့ငွေကြေးရှင်ဝါကိုတုံးပြီးတော့ပြက်ဆွဲတင်လိုက်ပေါ့တခုတော့ပြောမယ်နော်မိဘအရှင်ဝါနဲ့ခုံမောက်နေတာကဂုံစရာမဟုတ်ဘူးနောက်ကင်ပါလေငွေကြေးကိုကိုးကွယ်တဲ့သူနဲ့ကို့အားကိုကိုးတဲ့သူပြတ်သက်กว่าပါတယ်အပြီးတော့လို့ကြတယ်ဆိုတာမျိုးကလည်းသူများကကို့ချတော့သွားမျိုးမဟုတ်ဘူးယူရိုရဲ့လုပ်ရက်နဲ့စိတ်တကြောင်ကိုပြန်ချမှကြသွားတာနေရသူဖြစ်ပါမယ်ပြောတို့နဲ့တော့မဆိုင်ပါဘူးဒါပေမဲ့အမြင်မတော်လို့ရှိရင်ပြောတတ်တဲ့သူရဲ့အကြေကြောင့်ကိုပြောလိုက်တာလာတယ်ငတဲ့ပြောင်းငတဲ့ဘာကိစ္စရှိလို့လဲဘောကရဘာကိစ္စမှာလဲကွာမင်းကြီးငတဲ့ကိုလာရှာတာမင်းကြီးငတဲ့ငါးစီကပတ်စံချီးထားတာကိုမပေးနိုင်လို့ရှောင်ဖယ်လုပ်နေအခုအဲ့ကောင်ပဲမှာလဲဟဲ့ရငတဲ့အိမ်မှာမရှိဘူးကွာပြီးတော့ငါမင်းကိုတခုပြောမယ်နော်ငါအိမ်ကိုလာပြီးတော့စူညံလာမလုပ်နဲ့ကွာငါမကြိုက်ဘူးဟာမင်းလို့စူညံလို့မကြိုက်ဘူးလားမင်းကြီးငါးစီကပတ်စံချီးထားတာလေကွာဒီမှာရငါအကျွေးကိုမပေးမချင်းငါစူညံလုပ်နေပါပဲဒီမှာငါအကျွေးကိုမပေးလို့ရှိရင်ငါအတောက်လှီးကိုလည်းဝင်မလေးတတ်ဘူးနော်မင်းကြီးလာရင်လည်းပြောလိုက်ငါပတ်စံအခုချက်ချင်းလာပေးပါလို့ဟေးအဲ့လိုမှမဟုတ်ရင်ဘောကရဲ့ဒေါသပြောမရဘူးဟမ်တောက်သွားမလားဘာလဲကွာအကျွေးယူပြီးတော့ဘောမကြိုက်ဘူးဒီမကြိုက်ဘူးလားတော့ဟမ်ဟောသမီးတားပြီလားအေးသမီးအဲ့ဒါစားဖို့လက်ဖက်ပွဲလေးတော့ပြင်လိုက်ပါဟောမောင်ရင်
ထိုင်ပါကွယ်မောင်ရင်ဦးသမီးကိုတကယ်ချစ်တာဗျာမောင်ရင်အခုအလုပ်တိုင်ကဘာလုပ်လဲဒီမောင်ဦးသမီးနဲ့ညားရင်မင်းဘာလုပ်တိုင်တွေးမယ်လို့စိတ်ကူးထားတယ်အဲ့ဒါကလည်းမောင်ရင်အလုပ်တိုင်မရှိလက်ကြောမတင်းမဲနဲ့ငါသမီးကိုမင်းလက်ထဲကိုယုံယုံကြည်ကြည်နဲ့ငါဘလို့ထည့်လိုက်ရမှာဟမ်ဒါလည်းမိဘတိုင်းရဲ့အတ္တပဲမိဘတိုင်းကသားသမီးစင်းစင်းရဲနေတာကိုဘယ်မိဘမှမမြင်ကြရဘူးအဲ့တော့မောင်ရင်ကိုပြောရရင်တော့ကွာမောင်ရင်နဲ့ဦးနဲ့အလောင်းကြီးလေးထက်လိုက်ကြအောင်ဒါတော့ချမ်းမဟုတ်ပါဘူးရွှေ9ချက်သားနွားတရှင်လေ3ဧကရတဲ့နေ့ဦးသမီးကိုလာတော့အဲ့ဒီနေ့မှာမင်းရဲ့လက်ထဲကိုဦးသမီးကိုဦးကိုယ်တိုင်ထည့်ပေးလိုက်ဟုတ်ပြီလားမင်းလိုအလုပ်ကိုင်းမရှိဘာအရေးချင်းမှမရှိတဲ့ကောင်ပါဒီလိုခွင့်ရင်းမျိုးကိုလက်လွတ်ဆုံးရှုံးပြီးသားဆိုတာကိုလည်းငါတွက်ထားပြီးသားပါကျုပ်ကအဲ့လောက်လည်းထင်မသေးပါနဲ့ဦးလေးဟမ်ကျုပ်မှလည်းကျုပ်မိဘတွေထားခဲ့တဲ့အမွေတွေရှိပါသေးတယ်ကောင်းပြီလေဦးလေးဂရိပဲဦးလေးတီးပါသေးဟာငါလူကြီးကွာဂရိတီးပြီးသားမင်းဘက်ကလည်းလက်ရောရမှာရှိတယ်ရွှေ9ချက်သားနွားတချင်းလေ3ဧကမရမချင်းလာတင်မတောင်းမနိုင်ချင်းငါသမီးကိုဆက်သွယ်မလုပ်ပါဘူးဆိုတဲ့ဂရိကိုမင်းပေးရကျုပ်ယောက်ျားပါကျုပ်အစွမ်းစားနဲ့ဣဖြူကိုတင်မတောင်းနိုင်မချင်းကျုပ်နှလုံးသားကိုထိချုပ်ထားပါကောင်းတော့ကျုပ်ကိုပြန်ဝင်ပြီပေါ့ဣဖြူနေကငါ့ကိုတွေ့ရတယ်ဘလူးတစ်ဘက်ကိုတွေ့ရလို့ဘာလဲငါအနေနဲ့မတူလို့မတန်လို့လားထက်ငတ်တယ်ငါညို့ဘယ်လောက်ခင်လဲဆိုတော့နင်မသိဘူးလားငါမေစုလေးနင်နဲ့ပေါင်းတာမကြိုက်လို့ငါ့ကိုဖူးလိုက်ဆဲလိုက်ရိုက်လိုက်နှက်လိုက်နဲ့အဲ့လိုချားရတာငါညစ်စီကိုမရရအောင်လာတွေ့ရပဲငါချမ်းသာခြင်းနဲ့ပြီးတာခိုင်းတယ်နင်ဘာလို့ဆောင်နိုင်လဲငါချမ်းသာရင်ငါကြိုက်တဲ့လောင်းကစားတွေကိုငါစိတ်ကြိုက်လို့ရတယ်ပြီးတော့ငါကြွေးတွေကိုလည်းဆက်နိုင်တယ်ငါကြွေးရကိစ္စမရှိပါဘူးနင်စင်ပြေမှပြန်ဆက်ပေါ့ပြန်ဆက်လေခေါင်းမဖြစ်ပါဘူးငါအနေကြွေးတွေကိုခေါင်းထဲမှာအကုန်မရှိတာခုကဘောကကိုပေးစရာရှိတဲ့ကြွေးတွေကြောင့်ငါခေါင်းချောက်နေတာတော်တော်များလို့လားများများစားစားမဟုတ်ဘူးဆိုလို့ရှင်ငါမေဆိုးထားတဲ့ပတ်စံတွေပို့ပြီးနေကြွေးဆက်ပေးမယ်လေပြီးမှအမေမသိအောင်လို့နည်းနည်းချင်းပြန်ထည့်ပေးတာပေါ့ဘယ်လောက်လဲကြွေးရ9000ဟမ်9000ကြီးများတော့နင်ဘလို့တော့သုံးတာလဲဟဲ့ဥဒါလာအတုပါညာဘောကစီကနေပတ်စံချီပြီးတော့ဖေးရလိုက်တာငါရှုံးသွားတာအခုလဲသူ့အဲ့ဒီကြွေးတွေမပေးနိုင်နေတော့ငါရှောင်းနေတာမိုက်လိုက်တာမတင်ရဲ့ငါညို့အတန်တန်မှားရတဲ့ဟာကိုဘောကဆိုရဲသူကငုံညက်လာပဲကြည့်ရနော်မရရင်အကြီးကုန်အောင်လေးရင်နဲ့ပြီးသားနေတော့ညနေတော့ငါစိတ်ညစ်ပါတယ်ဟေးပါဟာနင့်ကိုလည်းငါဒုက္ခမပေးပါဘူးငါနီးငါနဲ့ပဲငါကြိုးစားကြည့်ပါဦးကဲငါသွားအောင်ကိုကြီးပဲဝေးဟာဘာဖြစ်လို့လမ်းပေါ်မှာအိတ်နေရတာလဲဗျာငါအိတ်နေကြနေရတယ်လေဒါပါဗျာအိမ်ပြန်အောင်ထဒုက္ခပဲထားစမ်းပါဗျာ
နဲ့လမ်းလေးပေါ်လာအေးဘယ်သွားရင်ကြားလဲကွာ ဟာဘယ်သွားမှာလဲကွာမင်းကိုလည်းကြည်အောင်လမ်းဘေးမှာမူးပြီးတော့အိမ်နေလို့ဒီမှာမနေ့ဆွဲခေါ်လာခဲ့ရတယ် ဒါတူးကျင်မဲလေကွာကဲပါငါတို့လူစုံလုံးအမွေကိစ္စလေးစကားပြောလိုက်ကြရအောင်ကွာ ဟာထူးထူးဆန်းဆန်းပါလားဘာအမွေကိစ္စလဲ ငါမိမတောင်းဖို့တော့ငွေလိုတယ်ကွာလိုတော်တော်လိုနေတယ်ကွာအဲ့ဒါငါတို့မိဘတွေထားခဲ့တဲ့မြေခွက်တွေကိုကြောင်းချလိုက်ရမလား ဟာအဲ့လိုလို့ဘယ်ဖြစ်မလဲဗျာ ငါတယောက်တည်းယူမှာမဟုတ်ပါဘူးကွာဒီကို၄ယောက်ဆိုတော့၄ပုံပုံပြီးတစ်ယောက်တစ်ပုံယူကြတာပေါ့ဟုတ်တယ်ကျုံမာတဲ့ဖဲကျွေးတွေရောကြောက်ဝိုင်းမှာရှုံးထားတဲ့ကျွေးတွေရောစက်မှာနဲတာမဟုတ်ဘူးဗျကျုပ်ကတော့ကိုလေးပြောတာကိုတဘောတူလက်ခံတယ်ဗျာဟုတ်တယ်ငါလက်ခံတယ်ငါလည်းရက်ကိုကျွေးတောင်းနေရအမှန်တော့မျက်နှာငယ်ရတယ်ကွာငါတို့မိဘတွေထားခဲ့လေယာတွေတော့ရောင်းချလိုက်မယ်ဆိုရင်အားလုံးဖော်ဖော်ဒီတုံးလို့ရမယ်လေမဟုတ်လား ကျွန်တော်ကတော့သဘောမတူဘူးဗျာကျွန်တော်တို့မိဘတွေထားခဲ့တဲ့အမွေနှစ်တွေကိုဒီတိုင်းတော့အပြောက်ပြမခံနိုင်ဘူးဗျာဒီအကြောင်းကိုတော့တမလွန်ကမိဘတွေတည်ရင်စိတ်ကောင်းကြမှာမဟုတ်ဘူးဗျာ ဟဲ့ရောမင်းယူမနေနဲ့ပစ္စည်းဥစ္စာဆိုတာလိုအပ်လာရင်ပေါင်နဲ့ရောင်းချရမှာပဲကွာအဖေနဲ့အမေကငါတို့ကဘာများတခြားမေမေရရထားခဲ့လို့လေငါတို့မှငယ်ငယ်ကလေးကခုချိန်ထိနတ်မှန်လိုက်မမှန်လိုက်နဲ့ဘဝကိုရုန်းကန်လာခဲ့ရတာအခုငါမိမတောင်းမှုတော့ပတ်စံလိုတယ်လေကွာအဲ့ဒီပတ်စံမင်းထုတ်ပေးမလား ဟာကျွန်တော်နဲ့ဘာဆိုင်လို့လဲဗျာကိုလေးမိမယူမဲ့ကိစ္စကိုလေးပါလားစူးစမ်းဖို့ အေးလေအဲ့ဒါကြောင့်ငါတို့ညီကို၄ယောက်လုံးနဲ့ဆိုင်တဲ့ကိစ္စကိုပြောနေတယ်လေဒါမှအားလုံးတော့ချင်းပြမယ်လေဟုတ်တယ်မင်းကမင်းမရှိတဲ့ပတ်စံကြောက်တယ်တပြားတလေးမှထွက်ခံတာမဟုတ်ဘူးခုလည်းငါတို့လိုအပ်လို့ပြောနေရတာဒီကွာဟာတော့ကျတော့ကွာနိုင်ကြီးငါပလင်းနဲ့ကောက်ပေါ်လိုက်တော့ကိုလိုကြိုးကတ်ကုန်မမြင့်စုမြင့်စုကဘလို့ဖြစ်လို့မမောင်းစီရောက်လာမြင့်စုအဖေဆုံးသွားပြီအဲ့ဒါမနေ့ကတော့မြင့်စုကဖေဖေအတွက်အလူလုပ်ပြီးဖျားအပြန်ငါမျောမှန်းသလိုခုမှပဲဖြစ်လာတော့အဖိုးကြီးသေပြီဆိုတော့သူ့ရဲ့ပိုင်ဆိုင်သမျှတွေအားလုံးငါလက်ထဲရောက်ပြီအဲ့တော့ငါဘွားလည်းခုမှပြောင်းလဲတော့မမကြီးရဲ့တိတ်ပဲပြောမနေနဲ့ဟိုအရှုပ်ထုတ်တစ်ခုရှင်းဖို့ကြံသေးရဲ့နော် ဘယ်ရှော့တော့လဲမမကြီးကလည်းအဖိုးကြီးရဲ့သမီးကြီးအဖိုးကြီးတည်သွားပြီဆိုတော့ရှိသမျှအမွေကြီးအားလုံးကသူ့လက်ထဲကိုအော်တူရောက်သွားမှာနော်အဲ့ဒီအရှုပ်ထုတ်တော့ကတော့လေငါအတွက်ပါမွားပါဟဲ့အေးစင်းနော်အဲ့ကောင်မကိုအပြတ်ရှင်းဖို့နင်တို့ကငါတာဝန်ပေးလိုက်အဲ့ကျတော့ဘာမှမဟုတ်ဘူးကျွန်တော်တောင်းလိုက်ထားလိုက်ဖြစ်တော့အဲ့ဒါပါလေမမလေးဖေဖေဆုံးသွားပြီဆိုတော့ဒီစီမှာအောက်ကိုဆိုရတဲ့ဆုံးစီမျိုးကလည်းမရှိဘူးအဲ့ဒါကြောင့်မမတော့ကိုမြင့်ဆိုတာလိုက်လာခဲ့ရတာမြင့်ဆိုဒီမှာနေခွင့်ပေးပါနော်ဘယ်ဖြစ်မလဲကလေးမရဲ့ကျုပ်ချက်နဲ့တော့ကြကလေးမရဲ့မိရွေးဆိုသူကလိုက်လာပြီးပြဿနာရှာမှဖြစ်ဗျာဟုတ်တယ်ဒီအိမ်မှာလည်းယောက်ျားသားတွေကြီးပဲနေတာဒီမိန်းကလေးတယောက်နဲ့ဘလို့မှမတင်တော့ပါဘူးဗျာငါတော့ဘာမှမပြောချင်ဘူးကိုယ်သာကိုယ်နိုင်ကကြပေါ့ကွာဘုံကြီးမှုလည်းရွာမပတ်နဲ့ရွာမှုလည်းဘုံကြီးမပတ်နဲ့သူနဲ့ပတ်လိုက်ပြီးဖြစ်လာတဲ့ညောင်ကျွန်တော်တာဝန်ယူရဗျာအဲ့ဒါဆိုလည်းပြီးရောကွာငါတို့ပြောတဲ့စကားနဲ့ခေါင်းနဲ့ထည့်ထားအောင်မြင့်စုရဲ့အပြည့်စုံတဲ့မောင်ပေါင်းဘွားတွေကိုဆွဲမခေါ်ရတာတော့အမှန်ပဲဖြစ်နိုင်ရင်မြင့်စုကိုပြည့်ပြည့်စုံစုံပဲနေစေချင်တာမမရဲ့ပစ္စည်းဥစ္စာတွေဘလောက်ပဲပေါများနေပါစေတကယ်တော့လေမေတ္တာတရားတွေဖြန့်ကျက်ထားတဲ့နေရာကအေးချမ်းဆုံးပါမြင့်စုအခုလာတဲ့နေရာထက်ဆိုင်မမရဲ့အရေးအောင်ကမြင့်စုအတွက်ပို့ပြီးတော့လူထွေးမှုတွေကျင်နာမှုတွေပေးနိုင်မယ်လို့မြင့်စုပြေဝယုံကြည်ရအဲဒါကြောင့်မြင့်စုမမစီမနေခွင့်ပေးပါနော်ရှာလို့မတွေ့ဘူးဟုတ်လားဟုတ်ပါတယ်ရန်ကုန်လုံးအနှံ့ကိုလိုက်ရှာခဲ့ရပါတယ်သူသွားတက်လာတဲ့သူ့တငယ်ချင်းနဲ့အိမ်မှာလည်းလိုက်ရှာတယ်ဘယ်မှမရှာလို့မတွေ့ဘူး तू က
ကဘယ်တွေများပြေးစရာရှိလို့လဲနေစမ်းမအောင်သူ့မှာချစ်သူကြီးစားတွေနဲ့ရှိတယ်လို့ကြားမိလားအဲ့လိုတော့ကြားမိပါရဲ့ဒါပေမဲ့ဒီရအောင်ရောက်နေပြီဆိုတော့ရှိနေရှိမှာပေါ့နင်တို့မေးလိုက်လေဘာမှရေရာသိကြတယ်ဆိုတာမရှိနော်အဲ့ဒီကောင်မကိုမိမှာငါလေစာချုပ်မှလက်မှတ်ထိုးလိုက်ပြီရှိသမျှအမွေတွေအားလုံးကိုလွှဲပြောင်းယူရမှာခုတော့ငါမှမြင်တာမြင်မကျင်ရတဲ့ဘဝကိုရောက်အဲ့ဒီတော့အဲ့ဒီကောင်မကိုမမိမိအောင်ရှာပြီးတော့အိမ်ကိုခေါ်လာခဲ့အိမ်ကိုခေါ်လာနိုင်တဲ့သူကိုဘောက်စုကောင်းကောင်းပေးမယ်ကြားလားဟုတ်ကဲ့ပါမမမကျင်ရဘူးကွာလောမကျင်ရဘူးဒီဘာမိုးရဲ့ကောင်နဲ့ရှင်းလိုက်ရငါတိတ်ခါကြာငါသားမင်းဘာတွေဖြစ်လဲဘာတွေလုံးမကြဖြစ်အဖေသားရွာ9နောင်ငယ်ပြေအီဖြူကိုပိုးပန်းနေတာဗျာခုအီဖြူကတခြားရွာတော့ကြက်တော့သူအခက်တွေ့နေတာအဖေကဟုတ်ဒါများငါသားရေတရွာတဲ့သားဆိုရင်တော့ပါပဲတွေးဝင်နေအောင်မယ်တခြားရွာသားဆိုတော့လေပြက်ရှင်းပြီလေရပါတယ်ငါသားအတွက်လေနှလုံးသားကြီးမှာကျွန်းခံနေတယ်ဆိုရင်အဖေကအပြက်ရှင်းပြီပေါ့အစင်းနေမယ်အဲ့လိုပဲကျွန်တော်တို့မင်းမနိုင်တော့ဘူးဟာဝါရုံးကြီးလေကွာဝါထွက်ချင်းအဖေကိုယ်တိုင်လိုက်တောင်းပေးမယ်ဟုတ်ပြီလားအဖေတကယ်ပြောတော့တကယ်ပြောတာပေါ့ကွာအဲ့ဒီကငါသား2ယောက်အတွက်ကိုလေအဖေကဖြည့်ဆည်းဖို့အတွက်လူဖြစ်လာတယ်မှကွာအဲ့တော့အဖေကိုရှင်းနေရတာအဖေဘူးပြီးတော့အဖေကိုတောင်းပြောမှဆိုတာကြီးခွန်းလို့နော်ခွန်းလို့ပါတယ်ကွာခွန်းလို့ပါတယ်ဟာဒီဒါတော့ကွာဒီမှာငါသား2ယောက်ကိုသူ့အရာလိုက်ပို့ရစမ်းမမဖိုင်စဉ်းစားနေရလဲမြင့်စုမမောင်စီရောက်လာတာမမောင်တော့အနောက်ရှက်မြန်ဖြစ်နေလားမဖြစ်ပါဘူးမြင့်စုရဲ့မြင့်စုမောင်မောင်အနာမှာရှိနေလို့တာပေါ့မြင့်စုကမရှိဘူးဆိုရင်မောင်မောင်တယောက်တည်းခေါင်းချောက်ပြီးယူတောင်သွားနိုင်တယ်မမောင်ကဘာတွေစဉ်းစားနေလို့လဲမြင့်စုကိုပြောပြလို့ရရင်ပြောပြလေမြင့်စုလည်းဝိုင်းစဉ်းစားပေးလို့ရတာပေါ့ရပါတယ်မြင့်စုရဲ့မမောင်အပူတွေမြင့်စုစီကိုမကူးဆက်စေချင်ဘူးမမမြင့်စုကလေမမောင်အတွက်တစ်စိတ်တစ်ပိုင်းဖြစ်ရင်ဖြစ်မယ်မြင့်စုအတွက်တော့မမောင်ကဘဝတစ်ခုလုံးပဲအဲ့ဒါကြောင့်ဘာတွေပဲကြုံလာအတူတူရင်ဆိုင်ကြော်ဖြတ်ပြီးတော့မမောင်နာမှာမခွဲပဲနဲ့ဘာမှဖြစ်ပြီးမဲ့မင်းကလေးမျိုးပါမမောင်ရဲ့ဒီလိုပါမြင့်စုရဲ့မမောင်တို့ညီကိုတွေအခုလိုစေဝမ်းကွဲနေကြတာမောင်မောင်လုံးဝအဆင်မပြေဘူးပြီးတော့မိဘတွေထားခဲ့တဲ့အမွေနှစ်တွေကိုလည်းဘာအတွက်နဲ့မှမပြောက်ပြတ်စေချင်ဘူးညီကိုတွေကစီးလုံးကြမယ်ဆိုရင်အင်အားတစ်ခုပဲကွာသိလားဘယ်အရာမှတော့လွယ်နဲ့မရဘူးလေမောင်မောင်ရဲ့သွေးသားဆိုတာကမခေါ်ခြင်းမခေါ်လို့ရမယ်မတော်လို့မရတာတကယ်တော့လေညီကိုမောင်နှမဆိုတာဖះပေးရဲ့ဆုလက်တစ်ခုပဲမြင့်စုကတော့လေတုံးတီတော့တမီမို့လားမသိဘူးမမောင်နဲ့ပတ်သက်ပြီးတော့အခုလိုမျိုးအကိုတွေမောင်တွေရတာလေမြင့်စုကရင်ထဲမှာကြိတ်ပြီးတော့ဝမ်းသာနေတာကဲပါဒီလိုကြီးထိုင်ပြီးတော့မှိုင်နေမယ်အစားမမောင်တို့ညီကိုတွေစီစီလုံးလုံးဖြစ်ဖို့အတွက်မြင့်စုနဲ့မမောင်အတူတူစူးစမ်းကြတာပေါ့နော်လို့မြင့်စုလေးတဘောတော့အတိုင်းပါပဲကဲမြင့်စုထမင်းစားရည်ဘူးဆိုတော့ထမင်းတော့စားကြမယ်လေမြစ်တာစစ်တို့ညီလေးဖြောင်မျိုးရလည်းမရှိသဖြင့်မောင်လို့ချီများရဲ့အများနဲ့ညီတူအခက်ခဲရှိကြပါတယ်ကွယ်နေလေဒါ
ဒါတွေတွေ့ခွဲကြာလေဝဲတဲ့ဒီအပြင်းမျိုးတော့မရောက်လို့သူမဲအကိုရူနီးရစကားလမ်းပြလို့လိုက်ခဲ့ခေါ်ခြင်းနဲ့အကိုပြပြအကိုပြပြဘလို့ပြုတ်ပြီးညာချင်းတော့ခုတီလောက်လာတာလေ ဒီတို့တာရင်းနဲ့အသိချက်ပေးစားနေတာဒီတို့တော့မလို့သေးဘူးဒီတို့တော့အေးအောင်နော်ပြပြငါနေဘဝကြီးကိုပြင်မပါလေဆိုပြီးအပြေးကိုတင်ပေးတာနေရမြည်တယ်ဆိုပြီးပြန်ကုန်ချတာတာတဲ့လောကတာတွေမှမရဘူးဆိုသူမှမရမင်းတို့နှစ်ယောက်စလုံးအတက်ယောဟာပြပြကိုလေးဘာဖြစ်လာလဲအိမ်မက်နေရလား အေးဟာအိမ်မထဲမှာငါချစ်လူတီးသွားတယ် ကိုလေးကလည်းအိမ်မက်ဆိုတာစိတ်ဆွဲလို့မှတ်တာမျိုးပါကဲပါထဟိုမင်းဆိုမနှက်စာပြင်ထားတယ်စအောင်နော် မနှက်စာ ဟုတ်တယ်လေကိုလေးကလည်းနေပဲမြင့်နေပြီဟိုမှာမနှက်စာပြင်ထားတယ်ထကိုလေးမင်းကတတ်တယ်နော်ထားလို့ငါလူစုံနေပြီထကိုလေးထဆောင်းနေရပဲကောင်းနေရောပဲဖြစ်ပါဘူးရှော့ပေးမှရမှာပါဒီကုန်းကဒုက္ခပဲကြောင်းလေးကွာ မြန်လာပါမောင်မင်းကြီးတရဲ့မင်းစောင့်ရတာဒီမှာတေးတောင်တစ်ပိတ်တစ်လောက်ကြာပြီ တို့ရတယ်ပြောစမ်းပါနဲ့ကွာ လာစမ်းမအောင်ဟာနေစမ်းမအောင်ဗျာခုနအီဗျူလို့အော်တာကြားလိုက်ပါတယ်ဘာယူထားတာမဟုတ်ဘူးကွာအိမ်မက်ကလန့်အော်တာငါအိမ်မက်ဒီမကောင်းဘူးကွာ အိမ်မက်တွေကဘယ်ကောင်းမှမလဲနေပင်တော့အိတ်တာမင်းတို့ကလည်းငါ့ကိုဖဲ့မယ်ဆိုတာကြီးပဲ ဒါနဲ့ဒီမနက်စာဘလူးစီးချင်းထားတယ်ဘလူးရှိရမှာလေဗျာအကိုတို့ရဲ့ညီမမြင့်စုပေါ့မြင့်စုကအစောကြီးထားပြီးချက်ပြုတ်ပြင်ဆင်ထားတာနော် ဟဲ့နေမတခါတည်းဝင်သွားလိုက်လေ မစားသေးပါဘူးကိုကြီးရဲ့မြစ်စုကလေကိုကြီးကိုစားဖို့တောက်ဖို့ချက်ပြုတ်နေတယ်အငွေးနဲ့ဖိုက်ပြည့်နော်ဘယ်လိုလဲစားကောင်းရဲ့လား ကောင်းပါလေကောင်းဗျာမက်ကလမလက်ရနေတော့ချားစီဗျာမက်ကလမဆိုင်ကငါတို့တခြားဆိုင်မရှိဘူးတာစားနေရတာကွာတခါမှအဆက်ဟာရတဲ့တယ်ကိုမရှိဘူး ကိုလေးရောက်မှာစားကြတယ် ဒီလိုတော့နေနေစားနေရတယ်လည်းတခြား၅ပိုက်ကြီးလို့ပို့ပူလာမယ်တင်လေ ပူပစေစားတာစားနော်လုံးလုံးနေတိုင်းချက်ကြည့်မယ်အိမ်မှာပဲစားနော် ဒီလိုမျိုးဆက်ပြရပါမှာပေါ့ ဟုတ်လားနေတိုင်းဟိုဟင်းလေးပြောင်းချက်တယ်နော်လေဟုတ်ပါဘူးတိုင်းလေးပါလေဟာရေကောင်မင်းကလူကနေရကောင်တော့ညများစားအဲ့မှာမင်းလူကောင်ပို့သွားပါ ဟာအီဖြူလေးကိုယ်တိုင်ရေခတ်နေရပါလားပင်မလိုက်တာအီဖြူလေးရဲ့ကိုတာတင်နဲ့ယူပြီးလို့ရှိရင်လေပင်ပန်းဘာမှမလုပ်ပါဘူး အပိုင်စိုးအပိုင်နေနဲ့ရှင့်အောင်ဘသူကယူမယ်ပြောနေတယ် ဒီရွာမှာတာတင်လက်ဖြောက်တစ်ချက်တီးလိုက်တာနဲ့မရဘူးဆိုတဲ့အရာဘာတစ်ခုမှမရှိဘူးအီဖြူလေးပါဇက်ကကိုတာတင်ကိုယူမယ်လို့မပြောလဲအီဖြူလေးကိုရအောင်ယူပြမယ် ရှင်ကစီးစိမ်ဥစ္စာအာနာတွေနဲ့ကျမကိုတိမ့်ပိုက်ဖို့ကြံနေတယ်တခြားမိန်းမတွေပဲသွားလို့ရှင်တွေးထားတဲ့ခက်ညက်ညက်မိန်းမတွေမှာကျမမပါ ဟုတ်ပါပြီကိုတာတင်ဟိုဘက်ရွာမှာရရရှိရဲ့ကြွေးဆိုတောင်းမလို့လေးဝင်းနာအောင်များဘာသတင်းများပါအောင်မလဲ မလို့ပါဘူးရှင့်လိုလူနဲ့အခုလိုစကားရက်ပြောဖို့တော့မတန်ဘူးဖဲ့ရှိရတယ် နေပါဦးမကြခင်မှာအီဖြူနဲ့ငါနဲ့မင်္ဂလာဆောင်ကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာစောင့်တော့မယ်လို့ပြောလိုက်မယ်နော် လူဘူးတော့စိတ်ကြီးတာ မမ
ဗျာရှေ့ဆက်ပြီးတော့ဘာလုပ်မယ်လို့စိတ်ကူထားလဲ ဘာကိုပြောရလဲမြင့်စုရဲ့ မြင့်စုပြောတာကပညာရေးကိုစုံစမ်းတောင်းတင်ပြီးတော့ပညာရေးနဲ့ပဲဘဝကိုရှေ့ဆက်မလားဒါမှမဟုတ်ဒီအေဂျင့်နဲ့တော်ရလေးမှာပဲနေပြီးတော့အလုပ်တွေကိုလုပ်ပြီးတော့ဘဝဖြတ်တတ်မလားမမောကတော့ပညာရေးကိုလည်းဆုံးခန်းနိုင်အောင်တင်မယ်လို့စိတ်ကူးထားတယ်ဘာဖြစ်လို့လဲဆိုတော့မဖွံ့ဖြိုးသေးတဲ့မမောင်တို့ရဲ့ရွာလေးမှာကျောင်းဆရာဖြစ်တဲ့ကလေးတွေကိုစာသင်ပေးကြတယ်ကောင်းတာပေါ့မမောင်ရဲ့အဲ့ဆိုမြင့်စုလည်းဆရာမလုပ်မယ်လေမြင့်စုလည်းစာသင်ရဝါသနာပါတယ်ပြီးတော့မမောင်ပြင်မှာလည်းမခွဲဘဲနဲ့အတူရှိလို့ရပါတော့မမောင်လည်းမြင့်စုကိုမျက်စိအောက်ကနေအပြောက်မခံနိုင်ပါဘူးမမောင်စဉ်းစားတာတခုရှိတယ်မမောင်တို့မိဘတွေလောက်ကင်ခဲ့တယ်လေတွေຢာတွေကိုမမောင်တို့ညီကိုတွေပြန်ပြီးလောက်ကင်မယ်ဆိုရင်ကောင်းမလားလို့ကောင်းတာပေါ့မမောင်ရဲ့ကိုယ်တိုင်စိုက်ပျိုးပြီးတော့ရလာတဲ့အသီးပွင့်တွေကိုယ်တိုင်ခံစားတာဘယ်လောက်ထောင်ကြည့်လို့ကောင်းလဲဒါမဲ့လေယာတွေကပြစ်ထတာကြာပြီဆိုတော့ခြုံွယ်ပေပေါင်းတွေကထူထပ်နေတာတော်တော်လေးကိုပြန်ပြီးတော့ရှင်းယူရမယ်အခုလောလောဆယ်တော့ကိုပါချမ်းတို့ကိုလိုအားကပေးပြီးတော့ရှင်းခိုင်းရမှာပဲအမြင့်စုမမောင်တလက်စားတဲ့ကိုပါချမ်းတို့စီသွားပြီးတော့အလုပ်ကိစ္စလေးပြောလိုက်မယ်လေအမြင့်စုလိုက်ခဲ့မလားမြင့်စုတော့မလိုက်တော့ပါဘူးအိမ်မှာထမျိုးလည်းမတရသေးဘူးဟင်းနေလည်းမချက်သေးဘူးဒီလိုလုပ်လေမြင့်စုကအိမ်ပြန်ပြီးတော့မမောင်တို့စားဖို့တော့ဖို့လုပ်ထားလိုက်မယ်မမောင်ကအေးစိစကားပြောမှပြန်လာခဲ့နော်ကောင်းပြီလေအဲ့ဆိုမြင့်စုပြန်နေလိုက်မမောင်အလုပ်ကိစ္စပြီးရနေပြန်လာခဲ့လိုက်မယ်ဟုတ်အဲ့ဆိုမြင့်စုပြန်လာမယ်နော်ကျဆိုင်တာနော်ကျဒီကောင်ဟိုဘက်ရွာအကျွေးတောင်းလို့ခဏလေးဟိုမှာတွေ့ရလာလိုက်တဲ့ကောင်မလေးဗျာဒီရွာမှာဒီလောက်ချော်တဲ့ကောင်မလေးရှိလိမ့်မယ်မထင်တာဟုတ်ဗျာဒူးမဝေလာနေလို့နေပါဇာကြီးပြင်ရွာမှာဒီလောက်တတဲ့မင်းကလေးဘာတစ်ခါမတွေ့ကိုကြီးဘာလို့ဆောင်ဗျာဟဲ့သူများရွာတော့ပြဿနာတက်အောင်ကိုကြီးမလိုက်နဲ့နေဗျာကျော်တော့သွားမှာပဲဟုတ်ဘယ်တော့မလဲအိမ်ပြန်မလို့ဒါဆိုရင်ကျုပ်လိုက်ပူနေတယ်ဗျာမိတ်ဆွေဖြစ်တဲ့အနေနဲ့ရေခင်းချမ်းပါလေလိုက်ပါဗျာဒီမှာရှင်းအောင်ကျွန်မတိလည်းမတိဘူးဘာလဲလာရောနေရလဲပြီးတော့ဘာနဲ့မှလည်းအဲ့မခံဘူးဟဲ့ဆမနေစမ်းပါအောင်ဗျာမြင့်စုကိုလီဘာဖြစ်နေကြဒီမှာလေမြင့်စုသွားမယ်လားပိတ်ပြီးလိုက်နောက်ရှက်မင်းတို့တော်တော်လူပါဝပါလားကွာမင်းတို့လိုစီးမရှိတဲ့ကောင်တွေကြောင့်ရိုးသားပါတယ်ဆိုတဲ့ငါတို့တော်သူတောင်သားတွေရဲ့ဂုံကညှို့ငယ်နေရတာဒီကောင်နင်းနဲ့သူတွေကဘလို့ပတ်သက်လဲအဲ့ဒါငါတို့ညီမကွာနောက်တော့ရောင်လို့တော့မကြည့်မိသေးဘူးဒီတစ်ခါတော့မျက်စိနဲ့လမ်းမလာတယ်လို့ပြောထားပြီးခွန်းလို့ပြလိုက်ဟေးနောက်တစ်ခါရွာကြော်လာရင်တော့မင်းတို့ကုန်တာပေါ့ဘာကောင်းနေလဲကွာဒီကောင်လူများရောလာပြီးစောစောကားကားနေအဲ့ဒါဟိုကောင်ငါစိုးကပဲကြံခဲ့အော်ဟို तू ကကိုပါချန်တို့အိမ်မှာအလုပ်ရှိရဆိုပြီးသွားတယ်ကိုကြီးရဲ့ဒီကောင်ကွာကိုမိန်းမကိုတယောက်တည်းပြန်လွှတ်ရတယ်လို့မဟုတ်ပါဘူးဟိုမြင့်စုလည်းအိမ်မှာချက်စရာလေးရှိလို့သူ့မဆောက်မဲပြန်လာလိုက်တာဒါနဲ့ကိုကြီးတို့ကိုလေးတော့ဘယ်သွားမလို့လဲထုံးစံတိုင်းပေါ့ဟာလူကအရက်ဆိုင်လူကကြောက်ဝိုင်းငါကတော့ငါလည်းရက်ဆိုင်လိုက်တာကောင်းပါလေဟာကိုကြီးတို့ကိုလေးတို့ကလည်းဒီမကောင်းတဲ့အလုပ်တွေမလုပ်ဖ ೇನೆ မနေနိုင်ဘူးလားနင်ဆရာကြီးမလုပ်စမ်းပါနဲ့ဟာဒါနဲ့ညနေကျတော့အိမ်ကိုစောစောပြန်လာနော်မြင့်စုတို့မိသားစုတွေအတူထမင်းစားကြမယ်နော်အေးဟာလာတော့မြင့်စုနေလျော်တဲ့စိတ်မချပါဘူးဟာနင့်ကငါတို့အိမ်ပြန်လိုက်ပို့ပေးမယ်အဲ့ဆိုကိုကြီးတို့ကရက်စင်မသွားတော့ဘူးပေါ့မသွားလို့ပဲဖြစ်မလဲဟာနင့်ပို့ပြီးငါတို့သွားအဲ့မအဲ့ဆိုလည်းတမ်းမယ်နော်နားလိုက်တာဗျာကောင်မလေးနဲ့အေးဆေးတော့အောင်မှမိမဖွဲ့ခဲ့ရအောင်ဒီကောင်မလေးကလင်းဝင်းရဲ့ညီမဆိုတာဖြစ်နိုင်ပါမလားကိုကြီးလင်းဝင်းညီမညီမရှိတယ်လို့တော့မကြားမိဘူးဒါပေမဲ့သူညီမဝမ်းခွဲပဲဖြစ်နိုင်မှာပေါ့ဘာဖြစ်ဗျာသူလေးကကျုပ်ရဲ့အိပ်ပျော်နေတဲ့နှလုံးသားကိုလုံနှိုးသွားတာပဲဗျာ
ဟိုလက်ပြင်မရောက်ပဲနဲ့လက်သမီးလေးကိုမြင်လိုက်ရတယ်လို့ပဲဗျာကျုပ်တော့သူ့ကိုချစ်မိသွားပြီကိုကြီးတာခင်မင်းတော့အချစ်အကြောင်းကောင်းကောင်းနားလည်နေပြီဗျာဒါပေါ့ကိုကြီးကဲဖိုင်ပါလားဟုတ်ဟုတ်ပါနေအောင်မချနေပြီကိုကြီးကသွားကြမယ်ကိုကြီးကိုလေးအငယ်ကောင်သွားမယ်လေလာကြလာပြီအော်ဗျာရပါပြီကွာမင်းတို့ကလည်းတော့ရတယ်အမေငါကိုရီးယားဒီလိုဝေကောင်းစားလိုက်ဝေးလိုက်တော့လေအတော်ကြည့်ကောင်းတာပဲတန့်နေရောဒါနဲ့ဘာလို့ငါတို့ဝေကောင်းစားလိုက်တယ်ကိုခဲဟုတ်ပါဗျာဝေးလေဝေးထားမရှိတော့ဟိုနားရတယ်ဒီနားရလို့မင်းတို့ဝတ်စီခြင်းလို့ပေါ့ကွာမင်းတို့ဘယ်တော့အခုလိုလူဝတ်ဖူးလို့လဲကွာကဲပါအားလုံးလည်းလူစုံနေပြီဆိုတော့ဖုံညောင်းသွားပြီးတော့ဆွညက်သွားဖို့ကြမယ်နော်လာဒါနဲ့ဘာထိမှလည်းဖုံညောင်းဆုံးဖို့တာဟုတ်သားပဲမြင့်စုပြောဖို့မေ့နေရဒီနေ့ကမြင့်စုရဲ့မွေးနေ့လေအဲ့တော့အကောင်လုံးပြပပနဲ့ဖုံညောင်းသွားပြီးဆွညက်ပုတ်ပြီးကုတူယူမလို့နော်ဟုတ်ရောကွာမြင့်စုရောက်လာမှပဲလူလိုတွေဖြစ်ပြီးဖုံကြီးကျောင်းနေပါလေရောက်တော့တယ်ဟုတ်ပါလေလူမိုင်းနဲ့ဖုံကြီးကျောင်းဆိုတာလေတရားတလန်တန်တလန်လေဘာမှကိုမဆိုင်တာကဲအခုတော့လူမိုင်ကြီးလည်းဖုံညောင်းလိုက်ရမယ်နော်သွားမယ်လားနောက်ကျနေပြီဒီတော့ကွာရလားဟောယူပြရလားဣရမေပုံညာအာသွဲခေယံဝံဟောတုဣရမေဒါနံနိဗ္ဗာနတ္တပစ္စယောဟောတုယခုလိုနိဗ္ဗာန်ကိုရည်မှန်းပြီးလှူဒန်းရတဲ့မွေးနေ့မင်္ဂလာဆွမ်းစားရှိတဲ့ဒါတပတ်ဘုဒ္ဓအစုစုတို့ကြောင့်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေမွေးနေ့ဆိုတာကတော့ဘုန်းကြီးတို့တရားဓမ္မတို့ရဲ့မွေးဖွားလာပေးတဲ့မိခင်တွေရဲ့မွေးဖွားတဲ့နေ့ကိုမွေးနေ့လို့ခေါ်တယ်အဲ့ဒီအချိန်မှာတရားဓမ္မလေးတို့ရဲ့မိခင်ဖြစ်သူကသူ့ရဲ့အသက်ကိုပဓာနမထားဘဲနဲ့လူလောကထဲရောက်အောင်ပို့ဆောင်ပေးခဲ့တဲ့သဘောပဲဒါကြောင့်မွေးနေ့လို့ခေါ်တယ်ကျေးဇူးတရားတွေကိုပြုစွာပေးခဲ့တဲ့သဘောပါပဲသာသမီဆိုတာကလည်းဘုရားဟောတဲ့တရားအရာဆိုရင်သာသမီ၃မျိုးရှိတယ်ကွအဝဇ္ဇတသာသမီအနုဇာတသာသမီအတိဇာတသာသမီလို့လည်း၃မျိုးရှိတယ်ကွအဝဇ္ဇတသာသမီဆိုတာကမိဘထက်နှိမ်ပါပြီးမိဘကိုဒုက္ခပေးတဲ့သက်ဖြစ်လာတဲ့သားမွေးလာလို့သာချင်းမြတ်လို့ရပြီမဲ့သားကျိုးသမီးကျိုးမျိုးတွေကိုတော့ဘယ်မိဘကမှမတွေ့တဲ့မျိုးပါအနုဇာတသာသမီဆိုတာကတော့မိဘနဲ့ကိုချင်းသိက္ခာတည်ပြီးမိဘလုံကျွေးပြုစုကျွေးမွေးဆောင်ရှောက်ရတဲ့သမီးမျိုးဖြစ်တယ်အတိဇာတသာသမီဆိုတာကတော့မိဘတဲ့တာလွန်ပြီးကိုချင်းသိက္ခာအရေးချင်းအစတာသွားပြီးဥပမာဘုန်းကြီးယဟန်ဘုရားသားတော်သမီးတော်အဖြစ်ဝိနည်းနေထိုင်ကျင့်ကြံမိဘကိုလုံကျွေးပြုစုချမ်းသာခြင်းကောင်းကျိုးတွေကိုလာပေးတဲ့ရင်းမြတ်တဲ့အမျိုးကောင်းသားသမီးတွေဖြစ်ပါတယ်ဒီသာသမီ၃မျိုးတည်းမှာအတိဇာတသာသမီမျိုးကတော့အကောင်းဆုံးပေါ့ကိုမိဘတွေရဲ့အမွေနှစ်တွေကိုမယုတ်ရော့အောင်မပြောက်ပြတ်အောင်ကိုလက်ထက်မှာပို့ပြီးတိုးပွားအောင်စွမ်းဆောင်နိုင်တဲ့အတိဇာတသာသမီမျိုးဖြစ်နိုင်အောင်ကြိုးစားကြပါစို့ဓမ္မပါဒီကရမတို့ညီညွတ်ညွတ်ချစ်ချစ်ခင်ခင်နဲ့ဘူးလို့မြင်ရတာဘုန်းကြီးဝမ်းမြောက်တယ်ဒီကုမောင်နှမဆိုတာကတော့ဖျားပေးတဲ့ဆုလက်ပဲရှိနေတော့မှတက်အောင်နေနောက်တစ်ချိန်ကြာမှကိုလန်းကိုလျှောက်ပြီးတွေ့ကျင်ပါတယ်ဆိုရင်တော့မှအခုလိုမလွယ်ဘူးတဲ့သူတွေအများကြီးပါပဲအလုံးကျမ်းပါလို့ချမ်းသာကြပါစေဘေးမျိုးရန်တော့တဲ့အနေနဲ့ခတ်သိမ်းကြည့်ရှင်းရင်ကြပါစေကိုလေးမိုက်ပြိုတကယ်ချစ်တာလား ဘယ်လိုမေးလိုက်တာလဲချစ်တာပေါ့ငါရင်ထဲမှာနေ့စဉ်ရက်ဆက်သူ့စီပဲမှတ်မြော်နေလို့ဒါပေမဲ့ဒီတက်တော့ဝေးပြီးချင်းမှာတော့ပေါ့ကိုလေးကလည်းဘာဖြစ်လို့ဝေးရမှာခုနက
ဆရာတော်ပြောတဲ့သုံးမစကားတွေငါနားထဲမထွက်ဘူးကွာငါတို့မိဘတွေထားခဲ့တဲ့အမွေနှစ်တွေကိုလည်းငါနှလုံးသားဆန္ဒတစ်ခုအတွက်နဲ့မပြတ်စည်းသေးဘူးဟာငါအကျွေးကိုမပေးချင်လို့ဒီမှာလာရှောင်နေတာဟုတ်ကွာဟမ်ကဲဟဲ့ငါပတ်စံဘယ်လိုပေးပါလဲငါအကျွေးဘယ်လိုဆက်ပါလဲ ကိုဘောကဒါဖုန်းကြောင့်ပြတော့ဝဲဗျခင်ဗျစကားပြောမယ်ဆိုလဲ easy တိုးတက်တာပြောစမ်းပါဗျဟာမပြောနိုင်ဘူးဒါဘောကရဲ့အကျင့်မင်းသိတယ်ဒီမှာရငါပတ်စံကိုဘယ်လိုဆက်မှာလဲဘယ်လိုပေးမှာလဲဆိုတော့မင်းပြောကွာဟာကျုံမှာတပြားမှမရှိတာဗျဘယ်ရပတ်စံကိုဘယ်လိုပေးရမှာလဲဗျဟာငါတင်မင်းကဘူးတလုံးဆောင်အိုတော်မစင်းရုပ်ဆိုတဲ့စကပုံတိုင်းမင်းကဘူးခံနေတာဟုတ်ကွာဒီမှာဒီလိုအယူညံနဲ့ဘောကကိုကြောချလို့မရဘူးတော့ဘောကရဲ့ဒေါ်တာဘယ်လောက်ပေးနေဆိုတာမင်းကပြမယ်ကိုလေးမအိပ်ပြူနဲ့ယူပြီးရင်ရောဘာတွေလောက်ကင်စားတော့မလဲကိုဘာကိုတော့အနန်းရက်တည်နေရတာလေဟာဟဲ့ငါယောက်ျားပါကွာမိန်းမတယောက်ကိုယူပြီးမှတော့ဝမ်းဝဖို့ရောခါလာဖို့ရောငါလုပ်ပြီးစူးစမ်းမှာပေါ့ယောက်ျားတယောက်ရဲ့တာဝန်တွေငါနားလဲပါတယ်ကဲပါဒါဆိုဘာမှစိတ်ပူမနေတော့နဲ့မြင့်စုကသူ့မှာပါလာတဲ့လက်ဝက်လက်စားတွေကိုရောင်းချပြီးတော့ကိုလေးမိန်းမတောင်းဖို့အတွက်ကူညီမယ်တဲ့ဟာညီမလေးသူပြောနေရတယ်တကယ်ပဲလားတကယ်ပြောတာဗောကိုလေးရဲ့ညီမလေးကိုလေးကိုနောက်ပါမလားတကယ်ပြောနေတာဟာကျေးဇူးတင်လိုက်တော့ညီလေးနဲ့ညီမလေးရောနေဝင်ဘိမရတော့မဲကိုဘိမရတော့မဲဘာလဲဟာဒါဘာလဲဒါကျမရှင်ကျမမောင်လက်ဖြားနဲ့အောင်ထိစရာမလိုဘူးနော်ဟမ်သူ့ကိုပြောတာဟုတ်တယ်အဲ့ဒီကောင်ငါအကျွေးကိုယူထားတာအကျွေးမဆက်မချွေပြောင်းလက်ပြောင်းထိနေရမှာဘယ်လောက်လဲဘာပြောကျမမောင်ရှင်းစရာယူထားတဲ့ပတ်စံဘယ်လောက်လဲလို့မေးနေရအော်ပတ်စံကိုမေးတာပေါ့ဟုတ်တယ်အဲ့ဒီကောင်ယူထားတဲ့အကျွေးကလေအတော်ရောပေါရင်9000နဲ့9000ရှိတယ်9000နဲ့9000ကျမရှင်းစိတ်ချထားလိုက်ဒီနေ့နေမဝင်ခင်ရှင်းအိမ်ရှိရောက်ကျမအဲ့ဒီပတ်စံ9000ကိုယ်တိုင်ကိုရောက်လာပေးမယ်ရှင်းနောက်တစ်ခါကျမမောင်လက်ဖြားနဲ့အောင်ထိဖို့မကြိုးစားနဲ့နော်ရရလေငါပတ်စံရရင်ပြီးရောရပြန်လာအဲ့မင်းကပါလေဟောထားလာဒီပတ်စံ9000လက်ကားရမယ်ဖြစ်တာရှော်လာတာဘာကွာ तू ကလေးဝင်းညီမင်းပါဟုတ်လားဟုတ်တယ်ကိုသား။ तू ကမျိုးသူတဲ့။မျိုးကနေပြီးတော့လေးဝင်းညီနောက်ကိုလိုက်လာတာ။တော်မိုင်ပဲတဲ့မိန်းကလေးပဲကွာ။ဒီလိုဘာမဟုတ်တဲ့ကောင်တော့ကိုလိုက်လာ။အားပြပြပြကြောကတော့လေးဝင်းညီဆိုတဲ့ကောင်ကျေးဇူးတင်နေတာ။ဘလို့ပါ။ဟုတ်တယ်လေ။ तू ခေါ်လာလို့ကျုံနဲ့ तू စုံတင်ခဲ့ရ။ဟိုနောက်ပြီးတော့ကျုပ်ချစ်တောင်တင်မိတယ်အဲ့ဒီမိန်းကလေးပဲပို့ပြီးတော့ကျေးဇူးတင်အောင်ပါကိုကြီး။ကိုသားကြီး။ဟိုကနေကြီးမရတော့။သူ့ဘာသာ तू လင်းရှိရှိပါရှိငါဘာလို့ရမှာလဲ။ဓာတ်တာကြီးတော့မှမေဒီယာလေးရှိမတီးရနဲ့ချစ်ခဲ့သေးရပဲကွာကြိုက်တယ်ကွာအဲ့စိတ်တက်ကိုကြိုက်တာဟဲ့မိုက်ပြီဆိုရင်ကန်းကုံအောင်မိုက်ပလိုက်ကိုမရောက်ဒီမရောက်နဲ့တော့ဒါတွေတော့ရေဦးမခေါ်ဆရာသားတွေအဲ့လိုမဟုတ်လေဗျာဒူးသားနာတော့ဆိုတဲ့ဟိုငဲမှခံရတဲ့တတိသားလေးယောက်ကြောင့်လူကြီးသူမတွေပြောတော့ကြောက်ကြဘူးလေဗျာဟိုကြောက်ကတော့ကြောက်လေဗျာမလိုပါဘူးကွာအဲ့တော့ဒီဘဝကိုဒီခန္ဓာနဲ့ဆံမယ်နောက်ဘဝကိုနောက်ခန္ဓာနဲ့ခံမယ်လူဖြစ်တုံးတော့ကွာကိုလုံးချင်တဲ့အရာလေးရအောင်လုပ်မှာပေါ့ညီလေးကိုအားပေးလို့
我走，你都发这来的不？别光了，怪光的。对吧？哇，他瓜没那个没干的瓜，面来了没变分的瓜，你光你发光的。ဘာဖြစ်လာကြလဲဘာဖြစ်ရမှာလဲကိုကြီးဟာလမ်းမှာလူ3ယောက်ကငဆိုးဝိုင်းရိုက်နေကြတယ်လေတော်ရတာဗောကျွန်တော်တို့ညီကို2ယောက်ရောက်တာမြန်လို့ဟေးဘယ်ကောင်နေလဲကွာဘာဖြစ်လို့မြို့ဝိုင်းရိုက်လဲအဲ့တော့ကျွန်တော်လည်းဘယ်သိမလဲကိုကြီးနေရတယ်ဒါဟိုကောင်နေလက်ချက်ပဲဖြစ်ရ ဒါတင်တို့ပြောတာလားကို ဒီကောင်နေပဲနေမှာပေါ့ကွာဟိုနေ့ကလည်းညီမလေးကိုလမ်းမှာဆွဲလာလဲရမ်းလာလောက်ကြသေးရဲ့လေဒီကောင်တို့ငါတွတ်တက်ချင်းတော့ကွာ ကိုလေးကလည်းကိုမှလည်းဘာတက်တယ်မှရှိတာမဟုတ်ဘဲနဲ့တော့ကြတော့သူတို့ကိုပြဿနာသွားရှာလို့ကိုပဲပြန်ပြီးပြဿနာရှာခံနေရမယ် ဒီတိုင်းဒီကောင်တွေရောက်တယ်မှာလေးကြတယ်ဒီကောင်တွေလက်ချက် ကိုကြီးကျွန်တော်လည်းဘာမှပြစ်တာမဟုတ်တာထားလိုက်ပါဦးဒါတင်မင်းအကျွေးတင်သွားပြီနင်တို့လေတော်တော်အသုံးမကျတဲ့ကောင်လေအားနွေးတဲ့ main ကလေးတယောက်တော့အိမ်ပြန်ပါလာမခေါ်လာနိုင်ဘူးဆိုတော့နင်တို့ငါလာစားပေးပြီးအိမ်ခေါ်ထားတာဘယ်တော့တော့စားရမှာလဲဟမ် မမကြီးရေသူ့တယောက်တည်းဆိုရင်တော့ကျွန်တော်လက်ပံနဲ့ပြန်လာပါမလားသူ့ဘေးသားမှာသူ့ကောင်လေးရှိတယ်သူ့ကောင်လေးရှိရောငါဘာလုပ်ရမှာလဲအဲ့ဒီအကောက်မှာတခါလဲညင်ညွတ်ပြလိုက်ပေါ့နင်တို့ဒီလောက်တော့အစွမ်းစားမရှိဘူးလားဟမ်ဘာမှအသုံးမကျတဲ့ကောင်လေး သူ့ဘေးထဲမှာသူ့ကောင်တယောက်တည်းမဟုတ်မမကြီးသူ့ရဲ့အကိုကြီးလားမောင်လားမျိုးရှိတယ်အဲ့လိုအုပ်ကိုကျွန်တော်တို့ကဘလို့ကြော်ဖြတ်နိုင်ပါလဲရတယ်ဒီတစ်ခါငါကိုယ်ရိုက်အဲ့ဒီကောင်မကိုဖမ်းပြမယ်မြင့်စုညီငါလက်ကပြင်းမလွတ်ပါဘူးအေးကိုစိုးနိုင်ဒီပါလားဟာလာပြန်လာထိုင်ဘာကိစ္စများရှိလို့လုံးဗျဒီလိုဗျမပြောမပြီးမတီးမမီဆိုလိုပါပဲဟာဒီကကျွန်တော်သားလာရတနာမောင်သားရင်ကကိုစိုးနိုင်ရဲ့သမီးကိုချစ်ကင်းစုံမဲ့တွေ့တာမြန်လို့တာကြောင့်မိဘတို့ဝတရားရှိသေးနေကြီးမေတ္တာဖြင့်လာရောက်တောင်းရပါလေဗျာကိုစိုးနိုင်ဘက်ကလည်းမေတ္တာဖြင့်လက်ခံပေးပါရပန်ကြပါရဗျာသမီးတောင်းအောင်ကွယ်ဒီမှာမောင်သားရင်တို့ကနေပြီးတော့သမီးကိုသမီးအကုန်လုံးကြားပြီးပါပြီသမီးအဖေကတော့ဘာမှထွေထူးပြောစရာမရှိဘူးသမီးရဲ့ဆန္ဒဟောဖေးလို့တဲ့လူကသဘောတူနေပြီဆိုတော့သမီးလိမ်မှဖြစ်တဲ့ဤဖြစ်ပါဦးဖေးရဲ့စကားကိုဘယ်ပြန်ချပါမလဲနော်ဖေးနော်ဒါပေါ့ကွာဤလူကြီးရတယ်ဖေးရဲ့စကားကိုမြင်ဝင်မကြနားထောင်ပါဘောကွာကဲကစိုးနိုင်အစင်ပြေပြီလို့ပဲသတ်မှတ်လိုက်တော့မယ်ဗျာမင်္ဂလာပွဲကိုရက်ကောင်းချက်မြတ်သတ်မှတ်ပြီးအမြန်ဆုံးစီစဉ်လိုက်ကြအောင်ဗျာဤလူအကိုဟဲ့မင်းတို့ဘာလာရှုပ်လာဒီမှာမင်္ဂလာကျူနေတယ်ကွာ ပေါ်လာဒီမင်္ဂလာကိစ္စအတွက်ပြောတာနော်ဟုတ်ပါတယ်ကျွန်တော်တို့မှမိဘတွေကလည်းမရှိတော့ဘူးဆိုတော့ကျွန်တော်တို့မိဘတွေကသူတို့ရွာလေးကြီးကိုပဲမိဘနေရာထားပြီးတော့လာရောက်တောင်းရတာတကြီးဒါခမရကျုပ်တို့ကိုတက်တက်စော်ကားတာမဟုတ်ပါဘူးခင်ဗျာနှစ်ရက်တည်းရောချစ်ကြည်ရေးအတွက်ကျုပ်ကိုယ်တိုင်လိုက်လာခဲ့တာပါခမရလုံးနေတဲ့ချစ်ကြည်ရေးမဟုတ်ဘူးဗျာကျုပ်သားလည်းဒီလေးကိုချစ်ကြည်လို့ဒါရောက်တောင်းတယ်အဲ့ဒါလည်းကျုပ်လည်းမသိပါဘူးလူကြီးတယောက်နေတဲ့ကျုပ်လိုက်လာခဲ့တာပါကဲဦးလေးဦးလေးပြောထားတဲ့အတိုင်းရွှေ9ချက်သားနွားတစ်ချင်းသေး3တွေကလည်းကျုပ်ပြည်ကိုတင်တော့ပါတယ်ကျုပ်ဘက်ကဂရီတီးခဲ့တယ်လို့ဦးလေးဘက်ကလည်းဂရီတီးလိုက်မယ်လို့ပြောကြည့်ပါတယ်ခဲပါကျုပ်ကသမီးရှင်ဆိုတော့ကျုပ်တို့ရဲ့အရွယ်ဟာလဲ
လူလောကမှာရှင်သန်ဖို့ဆိုတာအချိန်ဘာမှမရှိတော့တကယ်တမ်းပေါင်းသင်းဆက်ဆံကြရမှာကလေးတွေပဲဖြစ်တယ်အဲ့တော့သမီးရင်ထဲကရှိတဲ့ဆန္ဒအတိုင်းမောင်သားတင်နဲ့မောင်လေးဝင်းကိုရွေးချယ်လိုက်ပါသမီးရဲ့ကိုရွေးချယ်လိုက်ပါနော်ကိုသားတို့ရွေးချယ်လိုက်ပါကိုသားတို့ရွေးတယ်လို့ရှိရင်လေအဖေမရှိတော့တဲ့နောက်ပိုင်းကြလို့ရှိရင်ကိုတကြီးဖြစ်ပါအဲ့တော့အဖြူလေးကတကြီးတော်ဖြစ်ပါလေအဲ့ကြလို့ရှိရင်ရွာထဲမှာခေါင်းပေါ်ရင်ကော့ပြီးလူတွေဆက်ဆံလို့ရတာပေါ့ကိုသားတို့ရွေးလိုက်ပါနော်ဟဲ့ငါမသိသေးဘူးဟာဥပမာလေးနဲ့ပြောတာပါဗျာကိုရွေးမလားကျမအနေနဲ့ကျမချစ်တဲ့ကိုလေးဝင်းကိုရွေးချယ်ပေးရစေဟာ他在这我先快点给我来来ကျေးဇူးတင်လိုက်တာအဖြူရဲ့ဘာလို့ကျေးဇူးတင်တာလဲတော်သေးရပေါ့အချိန်မီရောက်လာလို့နှုတ်မို့ဆိုလို့ရှိရင်အဖေစိတ်ချမ်းသာအောင်ခေါင်းညှိရတော့တပည့်အလိမ်မာလေးကိုပင်ဆိုင်ရတော့မှာဆိုတော့တက်တက်လုံးမျက်မျက်နှာနဲ့ချစ်သွားပါပဲဗျာရှက်တယ်ဖေဟာတိတ်ရှက်ဖို့ကောင်းတာပဲကျုပ်ကိုကျုပ်ရေတွင်းနဲ့ခုန်ချပြီးတေပလိုက်ချင်တယ်ဒီရွာမှာကျုပ်မျက်နှာဘယ်တော့ထားရမလဲရွာလူကြီးဦးကျောင်းကိုရဲ့တာဖြစ်ပါလေရဲ့ဒီအချက်ပွဲမှာရှုံးရတယ်လို့ပတ်ဝန်းကျင်တော့ကြားလို့မကောင်းဘူးဗျာငါလည်းမင်းလိုပဲကွာငါလည်းရှက်ထားငါဆိုတဲ့ကောင်ကလိုချင်တာကိုမရရအောင်ယူတတ်တယ်ငါသားတွေဆိုရင်လည်းပဲလိုတက်ရအောင်ဖြစ်စည်းပေးတာပေါ့ခုတော့ကွာဟေ့အဲ့ကောင်ဘလို့သားမိဘတွေတော့မရှိကြတော့ဘူးတကြီးอ่ะဟိုဘက်ရွာဦးကျော်စောဒေါ်လာရင်တို့သားလို့တော့ကြားတာပဲကျော်စောသားဟုတ်တယ်တကြီးအဲ့ဒီဦးကျော်စောဆိုတဲ့လူကရဲရွာရောမိသားစုပေါ်တော်ကောင်းတဲ့လူပြောတယ်ဟေ့မင်းဆက်ပြောနေကျော်စောသားပဲဖြစ်ဖြစ်ဘလို့သားပဲဖြစ်ငါသားရဲ့အခြေအမှာဝင်ရှုပ်သူမှမရတော့ငါအပြက်ရှင်းမလို့အကြောင်းဆုံးမှရွေးနေမှာပေါ့ခဏတော့ပျော်ဝင်ပေးလိုက်ပါငါသားရဲ့အဖေပြက်ရှင်းပေးပါရှင်းမယ်ဆိုရင်မြန်မြန်ရှင်းဖေဟာလုံးမလို့ပဲဟောကြောနေခဲ့တာတကယ်လုံးတော့မခံနိုင်ဘူးဟဲ့နည်းနည်းတော့ကြည့်ရတာဟေးအဲ့ဒါပြောတာကွာကျေးလူတွေလုံးခုတည်းကဘုံရှိသွားတဲ့အလုံးလုံးမှလူလို့ရမတော်ဘူးဗျာဝါကျင်တယ်အတော်ပဲ issue လိုက်လာဆိုတော့လေကိုလေးသိဝမ်းတာနေမှာတိလားသူ issue ကိုလမ်းနေတာမကြည့်လားဒီကိုရမှာအလုပ်တွေစူးစမ်းနေကြတာတို့လေခုမှလူချိုးလူဖြစ်တော့ရပေါ့ဟာအလုပ်နဲ့ဂိုင်းနဲ့ဟာကဲအားလုံးပဲသမင်းစားလို့ရပြီနော်ဒီမှာသမင်းတန်းရောက်ပြီဟာပြပြသွားပါလားနေလဲမိုးပေါ်အောင်ရောက်နေပြီသားမယ်လေကိုကြီးဟဲ့လာလာပြီးတော့ရေသူကလေကွာရာခင်းနဲ့မလာပါနဲ့အသားမဲပါမယ်ဆိုနေမှာမမောကလည်းနင်းနေများဆိုတာရှစ်တန်းနဲ့လိုက်နေမှာပေါ့မောင်တထမ်းမဲ့တည်းအေးတူပူများတဲ့အရင်တော့ကတော့မြင့်စုအသားမဲသွားလဲဗရဲများကဲလို့သဘောထားပြီးချစ်နေပါမယ်ဆိုဒါလေမမောအခုတော့မြင့်စုအသားမဲလို့မချစ်တော့ဘူးလားမဟုတ်ပါဘူးမြင့်စုရဲ့မမောကမြင့်စုကိုချစ်လို့ပြောတာပါပြောင်းလဲတဲ့ရုပ်စင်းကိုချစ်တာမှမဟုတ်တာမမောကမြင့်စုရဲ့စိတ်ထားလေးကိုချစ်တာဟုတ်ပါပြီကဲအားလုံးပဲဘိုင်းစာနေပြီဆိုတော့စားလိုက်ကြမယ်နော်အဲ့လေအပြူပါကိုဘယ်ရလှည့်လားအပြူကဒီနေ့ရောက်ဖုန်းတော့မှာတရားရတရားနဲ့နေကောင်းနေတယ်အဲ့ဒါထိလာမယ်ငါစံတည်းနေကြမင်္ဂလာပွဲကျင်းပမှာတဲ့ဟာဟုတ်လားဝမ်းသာလိုက်တာအပြူရဲ့ဒါဆိုရင်အပြူနဲ့ကိုနဲ့မကြခင်တူတူနေကြရတော့မှာပေါ့နော်ငါပေါ့ကိုရဲ့အားကြတယ်ကွာမလေးဗျာကိုကြီးနဲ့ကျွန်တော်လည်းအားနာကြပါဖြစ်ပြနေကြတာမြင်လို့တော့မကောင်းဘူးအော်ကိုကြီးရောဒီမှာကိုကြီးအတွက်အရက်ကိုကြီးဒီနေ့အရက်မတော့သေးမလားငွေကြီးရဲ့ဘယ်ရဘယ်ရရမှာလဲကိုကြီးရဲ့ဦးမြုပ်တုတ်ကြီးတို့ဆိုင်ရောမြင့်စုကိုယ်တိုင်တောင်းဝယ်လာတာငါနောက်ကိုအဲ့ဆိုင်မတော်ပါနဲ့ဘာဖြစ်လို့လဲ
ကိုကြီးအဲ့ဆိုင်အရက်ကိုမကြိုက်လို့လားအဲ့ဆိုရင်မြစ်စုတခြားဆိုင်ပြောင်းမျိုးဝယ်ပြီးမယ်လေနော်မဟုတ်ပါဘူး။ညီညီမတွေဖြစ်တဲ့ညီတို့ကလိမ်မာနေပြီ။ပြီးဆုံးဖြစ်တဲ့ငါဆက်ပြီးမိုင်းမဲနေဘဲတင်တော့ပါ။အားကြောင့်ဒီနေ့ကစပြီးတော့အဲ့ဒီမူရစ်စေတတ်တဲ့ရက်ဆိုတာကြီးငါရတက်တန်ဖြတ်လိုက်ပြီ။ကိုကြီးကပြောတာတကယ်ပေါ့ကွာ။ဒီနေ့ကတော့တကယ်ကိုမင်္ဂလာရှိတဲ့နေ့ပဲကွာ။မြင့်စုရှင်မမောင်မြင့်စုကျေးဇူးတင်ပါတယ်နော်ရပါတယ်မမရဲ့ကဲပါစားကြမယ်နော်အဲ့ဆိုမင်းလည်းဆုံးစားကြမယ်နော်ဒီရတော့ကိုကြီးအရင်ဖတ်တဲ့နေ့ဆိုတော့ဟင်းကိုကြီးကိုဟင်းနေများကြီးတွေ့ရအောင်အားရှိအောင်ဒီဟင်းနေလေကောင်းပါလေဟာကိုကြီးချင်းကြိုက်တယ်မလားကြိုက်တော့အငယ်ကောင်းတဲ့ငွေပြီးတော့ပါတယ်နော်ဟုတ်တယ်စားတဲ့နဲ့ပေးတဲ့နဲ့ငါ့ကိုဘာပြောစရာရှိဟဲ့တူနဲ့ဘာဖြစ်နေတာပြောစရာရှိတာပြောလေဒီလိုอ่ะငါเจ้าမြတ်တက်ချင်လို့ပါဟမ်ဟုတ်တယ်အဲ့ဒါဘယ်ကနေဘယ်လိုစလုပ်ရမလဲဆိုတာမသိလို့နင့်ကိုမေးဖို့တော့ငါခေါ်လိုက်တာနေတကယ်ပြောနေရတကယ်ပေါ့ဟာငါဘယ်တော့စကားပို့ပြောဘူးလို့လေအေးပါဟာငါအံ့ဩလို့ပါဒါနဲ့ဘလို့ဖြစ်ပြီးတော့နင်ရဲ့เจ้าပြန်တဲ့ကိုစိတ်ကူးပေါ်လာမမြင့်စီကငါ့ကိုပြောတယ်ဟာပညာသင်ရမယ့်ချိန်မှာပညာကိုပဲသင်ရမယ်တဲ့ပြီးတော့မမြင့်စုကငါကြွေးတွေကိုလည်းဆက်ပေးလိုက်တယ်လေအဲ့တော့ငါသူ့ကိုဂရီးတစ်ခုပေးခဲ့တယ်ဘာဂရီးလဲဘာဂရီးရမှာလဲဟာမစိုးမမိုက်တော့ပဲလိမ့်လိမ့်မာမာနဲ့ကြောင်းပြတ်တတ်ပါမယ်ဆိုတော့ဂရီးကိုအဲ့ဒါငါကြောင်းပြတ်တတ်ဖို့အတွက်ဘာတွေလုပ်ရမလဲဘာတွေလိုရလဲနေမဲ့ကူညီပေးရမှာကူညီပေးမှာပေါ့ဟာနေကြောင်းပြတ်တတ်မယ်ဆိုရင်အဆအဆရရငါတို့အကုန်ကူညီပေးမယ်ပြီးတော့နင်ဆယ်ရက်အောင်ဖို့အတွက်ငါနေပေးမှာအနီးတက်ခိုက်လည်းလုပ်ပေးမယ်လေအေးပါငါမှလည်းတခြားဘယ်ပေါင်းနဲ့မှရှိတာမဟုတ်ဘူးကနင့်ကိုပဲအားကိုးရမှာအေးပါအပူလုံးလုံးစဲနင်စာရီကြိုပြီးလေ့လာဖို့ငါ့ညီမစားလိလိုက်လိုက်要不说，我把你盯上呢。ကိုလေးဝင်းနဲ့မိုက်ယူကမင်္ဂလာဆောင်တော့မှာဆိုတော့ကျွန်တော်နဲ့မြင့်စုကအကျဉ်းလင်မရဖြစ်ပြီလို့တတ်မှတ်ထားပေမဲ့ဟိုမင်္ဂလာဆုံးကျွေးမလုပ်ရဘူးဗျာအဲ့ဒါကိုလေးဝင်းတို့မင်္ဂလာဆောင်မဲ့နေ့မှာကျွန်တော်တို့ညပါပေါင်းပြီးတော့မင်္ဂလာဆုံးကျွေးလုပ်လိုက်မယ်ဆိုရင်ပိုပြီးကောင်းမလားလို့ကောင်းတာပေါ့ကွာငါဖြစ်နိုင်ငါတို့ညီကို၄ယောက်လုံးတော့တပြိုင်တည်းမင်္ဂလာဆောင်ပြစ်လိုက်ချင်တာဒါပဲကွာမင်းကိုရေးကြည့်ရောတင်းကိုသားမင်္ဂလေးလည်းရှိမှမထင်ပါဘူးဟေ့မင်းအောင်ဒီဟာခိုင်းနေချင်တယ်ဘယ်လိုရှိလဲလုံးဝမရှိပါဘူးဗျာတကယ်ချင်းပါတကယ်ချင်းနဲ့ကွာဒါထင်ပါတော့လည်းဖြစ်လာဘူးကိုကြီးတို့ဟဲ့ဒီဟာခိုင်းဘာဖြစ်လာတော့မင်းစုနမအိပ်ဖြိုလေအိပ်ဖြိုဘာဖြစ်လို့ဟိုဘက်ရွာကိုတာတင်တို့ကဖမ်းခေါ်သွားတွေ့လိုက်တယ်ဒီခွဲမှသားရတော့ကွာအဲ့ဒါကွာဒီကောင်းကြီးကွာ
တော့ပါကြည့်လိုက်လားမြင့်စုရဲ့နင်ငါလက်ကပြေးလို့မြန်လွတ်မထင်နေတာဟမ်ငါဆိုတဲ့မိမလိုချင်တော့မရရအောင်ယူတတ်တယ်ဆိုတာနင်မသိဘူးလားသိပြီးသားပါရှင်အခုလိုမျိုးထုတ်ဖော်မပြလဲကျမရှင်ဘလောက်အောက်တန်းကြလဲဆိုတာသိပြီးသားရှင်ကြောင့်ကျမအဖေဟာစိတ်ရောလူရောပင်ပန်းပြီးတော့လူလောကကြီးကနေအချိန်မတန်ပဲထွက်သွားတာနင့်အဖေလို့အော်နာကြောကန်းကိုလေငါကလေထောင်ပြီးတော့ရဆုပ်လိုက်တာဟဲ့နင်ကငါတော့အသုံးဝင်ပေနဲ့တာခန့်တော့အသုံးဝင်သေးတယ်လေကဲဘလို့လဲနင်စာချုပ်မှာလက်မှတ်ထိုးဖို့စစ်နေပဲလားတားတယ်နင်ငါ့ကိုချက်ချင်းလှုပ်ပေးနော်ဒီလိုနီးလာနဲ့နင်ငါ့ကိုရလိုက်မယ်လို့မထင်နဲ့ရတာမရတာပါဇက်နဲ့ပြောမနေအလုံးနဲ့တက်တည်ပြတားတယ်သူတို့ခေါ်သွားလိုက်ခေါ်လိုက်အကြောင်းလားဟဲ့အောင်လေလို့လွတ်လိုက်တာမင်းတို့ရှေ့တိုးမလာနဲ့နော်ရှေ့တိုးလိုက်စက်တက်သွားတယ်ဝင်းတော့မတိရမရှိရပါဘူးလူကြီးဝတ်ဆောင်နားတယ်နေအာနာရှိတယ်ဆိုတာလည်းပဲအရာအလုံးကိုလက်ဝဲတီးအောင်လို့ရမယ်ခင်းနေလားကွာရလားမရလားစောင့်ကြည့်လိုက်ရတယ်သူတို့တုတ်ခိုင်းတော့အဲ့ဟာဟုတ်နေပါရအေးအာနာဆိုတာအချိန်ခါကြည့်ပြီးတော့ကောင်းကောင်းအလုံးချက်တယ်ဒါမှလည်းအထက်စီးရဆက်ဆံလို့ရမင်းတို့မသိတာဘူးငါပြောပြမင်းတို့ဖေကြော်သောနေငါနဲ့ဟာမလှရင်ဆိုတဲ့မိန်းကလေးကိုအပြိုင်လိုက်ခဲ့တာအဲ့ဒီချိန်မှာမင်းတို့အမေဟာမင်းအဖေကြော်သောပဲရွေးချယ်တယ်ငါရင်နေဘလောက်ပူလောင်မလဲမင်းတို့စဉ်းစားကြည့်တာအေးအဲ့ဒီချိန်ကစပြီးတော့မင်းတို့မိသားစုကိုငါဘလို့ဖျက်ဆီးရမလဲဘလို့လုပ်ကြမလဲဆိုတော့အချိန်တိုင်းတွေးရတယ်ကွာဟမ်အေးတစ်ချိန်ရတော့မင်းတို့တွေရှင်ပြဖို့မြို့တက်တဲ့ချိန်ဟုတ်အခွေးရသားတွေပြုံးလို့ပျော်လို့ရှင်လို့မော်လို့ပါလားဟေးလိုချင်လည်းပေးပါလေဗျာဟောချက်ရှိတဲ့ကောအသက်ကိုတော့ချမ်းသာပေးပါဗျာအသက်ကိုလည်းချမ်းသာပါပဲကြော်သွားနဲ့လိုက်ငါလည်းနဲ့တက်ခဲ့ပစ္စည်းတွေလည်းရလိုက်တယ်အညိုးတေးတွေလည်းခြေပုံးခဲ့ရတယ်ဘလောက်ရတာရှိလဲဟေးခုငါသားတွေကိုကြော်သွားသားတွေလာနှောက်ချက်နေတယ်ဖခင်တို့ကိုတရားရှိသည်နဲ့လောက်ရတာပေါ့ကွာမင်းတို့မိသားစုတွေနောက်ဘွားကြမှာပဲအလွမ်းနေကြပါကွာဟလား
မလို့ကြောက်တော့ကွာအိုးလည်းတောင်းမှာပါကွာတောင်းမှာပါဘာလဲခင်ဗျာခုမှတရားမှကြောက်နေပြီလားဟမ်ခင်ဗျာကြော့အဖေနဲ့မျိုးတက်ခဲ့တော့ဟာတိတ်ပြီးအရတာရှိတာပဲဆိုခင်ဗျားတို့အမျိုးရောက်ကစပ်ပြီးတက်ရှင်နေပေါ်မထိုက်ကြဘူးညာကြောင့်ကြောက်တော့ညီကိုတွေမိမဲ့ဖားမဲ့ဖြစ်ခဲ့ရတယ်အာကြပါရကွာဒီမျိုးရောက်ကမျိုးပြထားရကောင်းတယ်မလောက်နဲ့မလောက်ကြပါနဲ့တော့အကူတို့နဲ့တူသွားပါလိမ့်မယ်အာဒီလူကငါတို့မိဘတွေကိုတတ်ခဲ့တာဒီလူရောက်မှတော့ငါတို့တွေမိမဲ့ဖားမဲ့ဖြစ်ခဲ့ရတာဟုတ်တယ်ဒီလူကြောင့်ငါတို့တွေအမိမဲ့ဖားမဲ့အထိတ်ဝဲမဲ့ကြီးပြခဲ့ရတာကွာအဲ့ဒါညီမလေးသိပါတယ်ဒါမဲ့လေသူ့ကြောင့်နဲ့ညီမလေးတို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုအပြည့်စိတ်ခံကြတော့မို့လားဟင်ကိုကြီးဟုတ်ပါတယ်အကိုရေစိတ်လျှော့လိုက်ပါတော့ခမရရဟုတ်လားနော်လောင်ရတော့စနေကဘောရောတို့ပြောနေဘောရောတဲ့တော့နာနာကပဲကျေးဇူးတင်ဖြစ်တော့ဖခင်ဒီဥကျော်သောနဲ့သိကြည်ဒီတော်လာရတော့ဒီပန်ရေးယေရှုရဲ့ဓမ္မရှိတော်တာတော်ချက်တုံးတဲ့လို့ပါဖေဖေရဲ့မောင်ညလာတော်သံဃဝေဒရဘဝိတုအစုစုတို့ကိုဆက်ပဲလူရတ္တတော်ဒါနပုဂ္ဂိုလ်ကံစေတနာသောတိယတော်သီလပုဂ္ဂိုလ်နာကြတော်တပတ်တော်နာပုဂ္ဂိုလ်ကံစေတနာတို့ကြောင့်ဥဇောနဲ့တော်ဇောနဲ့တောင်ဇောနဲ့လက်မြတ်လက်ကောင်းလက်အပေါင်းနဲ့တော့30ဘုံကျင့်နေကြကုန်သောဝိနည်းယဒုက္ခိတဘောရဝအမြလူတော်မူကြပါကုန်လောသာဓုညီကောင်မောင်နှမဆိုတာရပေးတဲ့ဆုတယ်ဆရာတော်ဘုရားမင်းလိုက်တယ်ဆိုတာသိလားဟုတ်တယ်ကိုကြီးငါတို့ညီကိုတွေဒါစီလုံးညီညွတ်ကြမယ်ဆိုရင်အရာအလုံးကိုလွယ်ကူဖြတ်ကျော်နိုင်ပါဟုတ်တယ်ဗျပြီးတော့ဘာသာသာသနာကျိုးကိုလည်းတည်ဖို့ရွတ်ဆောင်နိုင်အောင်ကြိုးစားရအောင်ပါလူတိုင်းဝိုင်းမှာလူမိုတယောက်ဖြစ်မနေအောင်ကျွန်တော်တို့ကြိုးစားကြရအောင်ဘလို့အခက်အခဲအတားဆီးအနှောက်အယှက်တွေပဲရှိရှိမမောက်ဘေးနားမှာကြက်နိုင်နေစားပြီးတော့တစ်ကလုံးပါမီဖြစ်သွားပါမယ်နော်ဒီကိုနာမှာရိုးနေကြပါလိမ့်ဖြစ်ပြီးပြရစီနော်ကဲဒါဆိုရင်တာယာလှပတဲ့နာဂတ်စီကိုအားလုံးတက်ညီနဲ့လှမ်းလိုက်ကြရအောင်လား